မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မော်လမြိုင်မြို့နယ်မှတ်ကိုအခြေခံပညာထက်တန်းကျောင်း Grade 10 အိမ်မှာပညာသင်ကြားနေတဲ့မောင်မြတ်မူစီသူဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါရှင်ကျမကတော့မော်လမြိုင်မြို့မှတ်ကိုအခြေခံပညာထက်တန်းကျောင်းမှာ Grade 9ကျောင်းသူမတ်သိန်းစော်ပဲဖြစ်ပါတယ်ရှင်ယနေ့ကတော့မော်လမြိုင်မြို့နယ်စာရေးဆရာသင်းနဲ့စာပေချစ်မြတ်နိုးသူများစုပေါင်းကျင်းပါတယ်စာဆိုတော်နေ့အထိမ်းအမှတ်တတိယအကြိမ်စာပေဟောပြောပွဲနဲ့စာအုပ်ဇေယျပွဲတော်ရဲ့တတိယမြောက်နေ့ပဲဖြစ်ပါတယ်ခင်ဗျာဒီကနေ့စာပေဟောပြောပွဲကိုကြွားရောက်အားပေးကြတဲ့စာပေမြတ်နိုးသူအပရိသတ်များအားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေကြောင်းမြတ်တာရေးသွန်လောင်းရေးရိုသေစွာနှုတ်ခွန်းဆက်တာဂါရဝပြုအပ်ပါတယ်ရှင်ယနေ့လိုစာပေဟောပြောပွဲကြီးမှာစီစဉ်တင်ဆက်သူများဖြင့်ကျွန်တော်တို့မောင်နှမနှစ်ယောက်ကပါဝင်ဆောင်ရွက်ခွင့်ရတဲ့အတွက်အထူးပင်ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်းပြောကြားအပ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ရှင်ပရိသတ်များကတော့ဒီကနေ့မှာဟောပြောကြမယ်စာရေးဆရာကြီးများရဲ့အမည်ကိုကြိုတင်သိရှိထားကြမှာပဲဖြစ်ပါတယ်ရှင်ကျမတို့မောင်နှမနှစ်ယောက်ကစာရေးဆရာကျော်ကျော်လှိုင်းရဲ့ကိုရေးချက်လက်တွေကိုပရိသတ်ကြီးအားမိတ်ဆက်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်ခင်ဗျာဆရာဦးကျော်လှိုင်ဟာရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်ကနေမဟာသိပ္ပံဘွဲကိုယူပဗေဒဘာသာအထူးပြုနဲ့ရရှိခဲ့သူဖြစ်ပါတယ်ခင်ဗျာမြန်မာရေနံကော်ပိုရေးရှင်းမှာဘူမိယူပဗေဒရရှိဖြစ်1985ကနေ1982ခုနှစ်ထိတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ရှင်ဆရာကျော်ကျော်လှိုင်ဟာ1981ကနေ1994ထိမြန်မာအင်ဒိုနီးရှားအိန္ဒိယနဲ့အမေရိကန်ပြည်ထောင်စုတို့မှာစလမ်ဘာဂျာအင်ဂျင်နီယာဖြစ်ဆောင်ရွက်ခဲ့တယ်လို့လည်းသိရပါတယ်ရှင်ဒါတင်မကသေးဘူးညီမလေးရဲ့အဲ့ဒီနိုင်ငံတွေမှာ Data Services Manager ဖြစ်နေလဲတာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရှိရတယ်ဒါဆိုဆရာကအခုနိုင်ငံခြားမှာပဲလားကိုဆရာက1994ခုနှစ်မှာမြန်မာနိုင်ငံကိုပြန်ရောက်ရှိလာတယ်ပြီးတော့ Smart Technical Services Company ကိုတည်ထောင်ခဲ့တယ်အခုလက်ရှိမှာ Smart Groups of Companies ရဲ့ဥက္ကဋ္ဌလည်းဖြစ်တယ်ညီမလေးရဲ့ဆရာကစာရီရေးတဲ့ခါတွေနဲ့ဟောပြောတဲ့ခါတွေမှာကြော်ကြော်လှိုင်းဆိုတဲ့နာမည်နဲ့ပဲတော့ကိုဟုတ်တယ်ညီမလေးရဲ့ဆရာကအဲ့ဒီနာမည်နဲ့ပဲစောင်းပါတွေရေးတယ် CEO Magazine Lifestyle Magazine တွေမှာပင်တိုင်းစာရေးဆရာကြီးပေါ့ဒါဆိုဆရာကြီးရေးသားထုတ်ဝေခဲ့တဲ့စာအုပ်တွေကိုလည်းပရိသတ်ကြီးသိရအောင်ပြောပြပေးပါဦးကိုဆရာကြီးရေးသားထုတ်ဝေခဲ့တဲ့စာအုပ်တွေကတော့တန်းကျွဲ့တဲ့ကြီးဒေါ်နယ်ထရမ့်ရဲ့အောင်မြင်မှုကိုရနိုင်သောအနေလမ်းများစာအုပ်ရဲ့ခေါင်းဆောင်ကောင်တယောက်အတွက်မရှိမဖြစ်လိုအပ်သောအရေးသွေး22ခုဆိုတဲ့စာအုပ်ရဲ့အဲ့ဒီစာအုပ်တွေကိုရေးသားထုတ်ဝေခဲ့တယ်ဆရာကစာတွေလည်းရေးသလိုပညာပေးဗီဒီယိုဇာတ်လမ်းတွေကိုလည်းရိုက်ကူးသေးရလို့ကြားမိရကိုဟုတ်တယ်ညီမလေးရဲ့ဤကဘာမြေတာယာဖို့ကျွတ်အိတ်ကိုညင်းပဲဆိုးဆိုတဲ့ဇက်လန်လေးအဲ့ဒီဇက်လန်ကို2009ခုနှစ်မှာရိုက်ကူးခဲ့တာညီမလေးလည်းကြည့်ရတယ်မလားဟုတ်တယ်ညီမလေးလည်းကြည့်ဘူးတယ်ဒါနဲ့တခြားဇက်လန်တွေရောရှိသေးလားကိုရှိသေးတာဗောညီမလေးရဲ့အခုဆိုရင်ဒုက္ခပါကြီးမှာလူကြီးတွေကလည်းတိုးတက်လာပြီလေအဲ့ဒီတိုးတက်လာတဲ့လူကြီးတွေနဲ့များအမိုက်တွေကလည်းပို့ပြီးတော့ထွက်လာတယ်တိုးတက်လာတဲ့လူကြီးနဲ့ထွက်ရှိလာတဲ့အမိုက်တွေကြောင့်ပတ်ဝန်းကျင်ညဉ့်ညံ့မှုကိုမြင်သာအောင်မိမောင်းထုတ်ပြထားတဲ့အမိုက်နဲ့တင့်တာဝန်ဆိုတဲ့ဗီဒီယိုဇာတ်လမ်းလေးအဲ့ဒီဇာတ်လမ်းကို2012ခုနှစ်မှာရိုက်ကူးခဲ့တာဆရာကြီးကအဲ့ဒီလိုအဖိုးတန်ပညာပေးဇာတ်လမ်းတွေကိုအခမဲ့ရိုက်ကူးထုတ်လုပ်ပြီးတော့ဖြန့်ချိခဲ့တာလေကောင်းတာပေါ့နော်ဆရာကြီးကစာရီလည်းရေးတယ်ဟောပြောတယ်ပညာပေးဗီဒီယိုဇာတ်လမ်းတွေကိုလည်းရိုက်ကူးထုတ်လုပ်တယ်နောက်ရေဒီယိုစီစဉ်တွေမှာလည်းပါသေးရဲ့နော်ကိုဟုတ်တာပေါ့ညီမလေးရဲ့ဟုတ်ကဲ့ပါခင်ဗျာဆရာကြီးကရွှေ FM မှာတွေးခေါ်ရင်တန်အောင်မြင်ရန်ဆိုတဲ့အစီအစဉ်ရဲ့ပျော်ရွှင်တိုးတက်အောင်မြင်ရေးရွှေတို့မေးဆိုတဲ့အစီအစဉ်ရဲ့အဲ့ဒီအစီအစဉ်တွေမှာကိုယ်တိုင်ဖြည့်ဆို့ထုတ်လွှင့်နေတယ်လို့သိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်ဆရာကြီးကအခုဆိုလို့ရှိရင် Skynet Up to Date Channel မှာလည်း Capacity Building လူသားရင်းမြစ်တို့စွမ်းဆောင်ရည်မြင့်တင်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအပတ်စဉ်ဆွေးနွေးပြောကြားလျက်ရှိရလို့လည်းသိရပါတယ်ရှင်ကဲညီမလေးရေဒီလောက်ဆိုရင်ဆရာကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပရိသတ်တွေလည်းတော်တော်သိလောက်ပါပြီဒါကြောင့်ဆရာကြီးရဲ့ဟောပြောတာတွေကိုနားထောင်ဖို့ဆရာကြီးကိုဖိတ်ခေါ်လိုက်ကြရအောင်နော်ဟုတ်ကဲ့ပါရှင်စာပေမြတ်နိုးသူပရိသတ်များအားဟောပြောပေးရန်အတွက်ဆရာကျော်ကျော်လှိုင်အားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းမေတ္တာပို့တာပါတယ်ကျွန်တော်ဒီနေ့ပြောမယ့်ခေါင်းစဉ်လေးကတ
တန်ဖိုးရှိတဲ့ဘဝဖြစ်ပါတယ်ကျွန်တော်ရှိမှလဲဆရာမကြီးဒေါ်စန်းရွှေကလူ3ယောက်ရဲ့အကြောင်းလူ3မျိုးအကြောင်းကိုပြောသွားတာကျွန်တော်မှတ်သားရပါတယ်ကျွန်တော်ဒီတန်ဖိုးရှိတဲ့ဘဝဆိုတဲ့ခေါင်းစဉ်လေးကိုဘာလို့ရွေးရလဲဆိုတာလေးကိုကျွန်တော်အရင်ရှင်းပြခြင်းပါတယ်ကျွန်တော်ရွှေဖန်ကနေပြီးတော့ကျွန်တော်အပတ်စဉ်ကျွန်တော်အစီအစဉ်တစ်ခုထုတ်လွှင့်ပါတယ်ခင်ဗျာပထမအစီအစဉ်ကတော့တွေးခေါ်ရင့်တန်အောင်မြင်ဆိုတဲ့အစီအစဉ်ကျွန်တော်ထုတ်လွှင့်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်တို့တောက်ချာနေ့2 နာရီခွဲနဲ့စနေနေ့မနေ့8 နာရီထုတ်လွှင့်ပါတယ်နေ့ဖက်မနေ့8 နာရီဆိုဒီအစီအစဉ်လာမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ပျော်ရွှင်တိုးတက်အောင်မြင်ရေးရွှေတို့မေးအမေးဖြေနဲ့တချင်းတောင်းတဲ့ခန္ဓာလေးကိုကျွန်တော်တပတ်ကို2 ခါထုတ်လွှင့်ပါတယ်တနေ့ညနေ9 နာရီနဲ့ဗုဒ္ဓနေ့ညနေ2 နာရီကိုဒီအစီအစဉ်ထုတ်လွှင့်တာဖြစ်ပါတယ်ကျွန်တော်ရဲ့အစီအစဉ်မှာမေးခွန်းမေးတဲ့လူတော်တော်များများဟာကျွန်တော်တို့ဒီမွန်ပြည်နယ်ဘက်ကကျွန်တော်တို့ဖြစ်ပါတယ်ကျွန်တော်မေးတဲ့မော်လမြိုင်မြို့ကမေးခွန်းရှင်တွေလည်းရှိပါတယ်မော်လမြိုင်မြို့ကယူပဲကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါမှာမေးထားတဲ့မေးခွန်း6 ခုလောက်တွေ့ရပါတယ်ကြည့်ပြီးများဒီမေးခွန်းရှင်တွေဒီပြိတ္တထဲမှာပါလာခဲ့တယ်လို့ဆိုရင်လဲဟောပြောပဲပြီးသွားတဲ့အခါမှာကျွန်တော်လာနှုတ်ဆက်မယ်လို့ဆိုရင်တော့ကျွန်တော်အလွန်ပဲဝမ်းသာမှာဖြစ်ပါတယ်ကျွန်တော်ဒီမေးခွန်းတွေမေးလာတဲ့အခါမှာမေးတဲ့မေးခွန်းတွေကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာမေးခွန်း3 ခုအမျိုးအစားကိုကျွန်တော်သွားတွေ့ရပါတယ်ဘယ်လိုအမျိုးအစားရလဲလို့ပြောရင်နံပါတ်1အမျိုးအစားကတော့မေးခွန်းမှာဗာမေးထားလဲဆိုရင်ကျမတို့ဟာအလွန်ပဲဆင်းရဲပါတယ်ဒါပေမဲ့ကျမတို့ဟာအလွန်ရိုးသားတဲ့လူတွေဖြစ်ပါတယ်ဆင်းရဲတာအပြစ်လားလို့ကျွန်တော်မေးကြပါတယ်ဆင်းရဲတာအပြစ်မဟုတ်ပါဘူးခင်ဗျာသို့တော့ဆင်းရဲတွေကလွတ်မြောက်အောင်မလုပ်ရင်တော့အဲ့ဒါအပြစ်ဖြစ်ပါတယ်ခင်ဗျာဆင်းရဲတွေကလွတ်မြောက်အောင်လုပ်ရပါလိမ့်မယ်ဒုတိယမေးခွန်းအမျိုးအစားကတော့ဗာမေးလဲလို့ပြောလို့ရှိရင်ကျွန်တော်တို့ငွေကြေးမချမ်းသာပါဘူးကျွန်တော်တို့မှာယာတုဥစ္စာလည်းမရှိပါဘူးယာတုဥစ္စာတွေရှိပြီးတော့ငွေကြေးတွေချမ်းသာမှဂုဏ်ရှိတာလားကျွန်တော်တို့မှာဂုဏ်ဆိုတာဘာလဲလို့မေးတဲ့လူတွေရှိပါတယ်တတိယမျိုးစားကတော့ကျွန်တော်တို့ငွေကြေးချမ်းသာတဲ့လူတွေကအမြဲတမ်းလိုအထင်သေးတဲ့မျက်လုံးနဲ့ကျွန်တော်တို့ကြည့်ပါတယ်ကျွန်တော်တို့ကငွေကြေးမချမ်းသာပါဘူးဒီအထင်သေးတဲ့မျက်လုံးတွေကိုမကြည့်အောင်ကျွန်တော်တို့ဘယ်လိုရင်ဆိုင်ရမလဲဒီလိုမေးခွန်းတွေအများဆုံးမေးကြပါတယ်။ကြောင့်မို့ဒီမေးခွန်းလေးတွေကိုအခြေခံပြီးတော့ကျွန်တော်အခုဒီတန်ဖိုးရှိတဲ့ဘဝဆိုတာလေးကိုကျွန်တော်ရွေးလိုက်တာပါ။ကျွန်တော်တို့ဟာလူဘဝမှာလူရည်လို့ဖြစ်လာရင်ကျွန်တော်တို့ဟာဘာဖြစ်ချင်တာလဲ။ကျွန်တော်တို့ချမ်းသာချင်တာလား။ပညာတတ်ချင်တာလား။တန်ဖိုးရှိချင်တာလား။ဒါကျွန်တော်တို့အရေးကြီးပါတယ်။အဲ့တော့တစ်ချိန်လုံးကတော့ကျွန်တော်တို့နိုင်ငံမှာလဲပြန်ပြီးတော့စဉ်းစားမယ်လို့ရှိရင်ဒီမေးခွန်းတွေမေးရတဲ့အကြောင်းရင်းကိုကျွန်တော်နားလည်ပါတယ်ကျွန်တော်တို့နိုင်ငံဟာတစ်ချိန်လုံးကတော့လူတစုရဲ့လက်ထဲမှာပဲအာဏာရှိခဲ့ပြီးတော့ဒီလူတစုပဲချမ်းသာခဲ့ပါတယ်ဒီလူတစုနဲ့ပတ်သက်တဲ့လူတွေပဲကျွန်တော်တို့ချမ်းသာခဲ့ပါတယ်အများပြည်သူကတော့ကျွန်တော်တို့ဟာဆင်းရဲဒုက္ခမြောက်များစွာနဲ့ကျွန်တော်တို့ကြုံတွေ့ရကြရပါတယ်ဒါကြောင့်မလို့လည်းပဲဒီမေးခွန်းတွေကိုမေးတယ်လို့ကျွန်တော်ကထင်ပါတယ်ကျွန်တော်တို့ရဲ့ဘဝတွေဟာတစ်ချိန်လုံးကတော့ဖိနှိပ်ချုပ်ချယ်အများကြီးကျွန်တော်တို့ခံခဲ့ရပါတယ်အခုတော့ကျွန်တော်တို့ခစ်ပြောင်းနေပါပြီခစ်ပြောင်းနေပြီဆိုတော့အားလုံးကိုကျွန်တော်ကယုံကြည်စေချင်ပါတယ်ကျွန်တော်တို့ရဲ့ဘဝတွေဟာအခုအချိန်မှာကျွန်တော်တို့လွတ်လပ်စွာပြောဆိုခွင့်မီဒီယာလွတ်လပ်ခွင့်လည်းကျွန်တော်တို့ရနေပါပြီနောက်တစ်ချက်ကတော့ကျွန်တော်တို့ဟာတန်မိုးရှိတဲ့ဘဝသားလျင်ဘဝမှာကျွန်တော်တို့ဟာလူတိုင်းရရှိတဲ့ဘဝကျွန်တော်တို့ဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဒီခေါင်းစဉ်တန်ဖိုးရှိတဲ့ဘဝဆိုတာလေးကိုကျွန်တော်ပြောဖို့ဆုံးဖြတ်ခဲ့တာကျွန်တော်ဖြစ်ပါတယ်။အဲ့တော့ပြန်စဉ်းစားကြည့်အောင်ခင်ဗျားတို့ပြိတ္တထဲမှာလဲနော်ချမ်းသာတဲ့လူဖြစ်ချင်လားလို့မေးရင်ချမ်းသာတဲ့လူဖြစ်နေတဲ့လူအများကြီးပါမှာပါပဲ။ဂုဏ်ရှိတဲ့လူဖြစ်ချင်လားလို့မေးရင်လည်းဂုဏ်ရှိတဲ့လူဖြေမဲ့လူအများကြီးပါမှာပါပဲ။ဒါပေမဲ့လို့ကျွန်တော်ကြားမှုတဲ့ကာတွန်းလေးတစ်ခုကျွန်တော်ပြောပြပါမယ်ကာတွန်းလေးကဘာပြောလဲလို့
ပြောလို့ရှိရင်အဲ့ဒီလူစီးရဲ့ကားက300လောက်တန်တယ်အဲ့ဒီလူနေတဲ့အိမ်က400လောက်တန်တယ်အဲ့ဒီလူပတ်တဲ့နာရီက300လောက်တန်တယ်ဒါပေမဲ့အဲ့ဒီလူကတော့တန်ဖိုးတပြားမှမရှိဘူးဆိုတဲ့ကာတုံးလေးကျွန်တော်ဖတ်ခဲ့ရပါတယ်အဲ့တော့လူတယောက်ရဲ့တန်ဖိုးကဘာလဲအဲ့ဒီတန်ဖိုးဆိုတာဘာလဲဆိုတာကိုကျွန်တော်ဒီနေ့ပြောပြချင်ပါတယ်ကျွန်တော်တန်ဖိုးရှိတဲ့လူတယောက်အချက်5ချက်လိုတယ်လို့ကျွန်တော်ပြောပြပါမယ်နံပါတ်1အချက်ကတော့တန်ဖိုးရှိတဲ့လူဆိုတာတရားဥပဒေကိုလေးစားလိုက်နာတဲ့လူဟာတန်ဖိုးရှိတဲ့လူဖြစ်ပါတယ်အဲ့တော့ကျွန်တော်မေးစရာရှိပါတယ်ဥစ္စာလိုင်းခင်ဗျားကတရားဥပဒေကိုလေးစားလိုက်နာတဲ့လူကတန်ဖိုးရှိတယ်ဆိုတော့တရားဥပဒေကိုဘလောက်ခိုင်မာလို့လဲလို့ကျွန်တော်မေးလို့ရပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာတရားဥပဒေခိုင်မာဖို့အရေးကြီးပါတယ်တရားဥပဒေခိုင်မာဖို့ဟာနိုင်ငံတော်အစိုးရမှလည်းတာဝန်ရှိတာမဟုတ်ဘဲနဲ့ပြည်သူပြည်သားတွေအားလုံးရဲ့လက်ထဲမှာလည်းတရားဥပဒေခိုင်မာဖို့ဟာအရေးကြီးပါတယ်။ကြောင့်မလို့တရားဥပဒေခိုင်မာဖို့အတွက်ကပြည်သူပြည်သားတိုင်းမှာကျွန်တော်တို့တာဝန်ရှိပါတယ်။ကျွန်တော်တရားဥပဒေခိုင်မာနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်နမူနာဘာလေးတစ်ခုပြခြင်းလဲဆိုလို့ရှိရင်ကျွန်တော်ဂျပန်နိုင်ငံလေးကိုကျွန်တော်ပြောပြချင်ပါတယ်။ဂျပန်နိုင်ငံဟာတရားဥပဒေနဲ့ပတ်သက်လို့ရှိရင်အင်မတန်ကိုတရားဥပဒေကိုလေးစားလိုက်နာတဲ့နိုင်ငံတစ်ခုကျွန်တော်တို့ဖြစ်ပါတယ်အင်မတန်မှလည်းတိုးတက်တဲ့ကျွန်တော်တို့နိုင်ငံဖြစ်ပါတယ်ကမ္ဘာပေါ်မှာတစ်ချိန်လုံးကတော့ဒုတိယစီးပွားရေးအရအမြင့်မားဆုံးဖြစ်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်ကျွန်တော်အင်ဒိုနီးရှားမှာနေတော့ကကျွန်တော်တန်ယုံကလူတစ်ယောက်နဲ့ကျွန်တော်နဲ့ရင်းနှီးပါတယ်သူကပထမအတွင်းဝင်ဖြစ်ပါတယ်ခင်ဗျအဲ့ဒီတန်ယုံကပထမအတွင်းဝင်ကသူဂျပန်နိုင်ငံမှာတော့ဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးကျွန်တော်ပြန်ပြောပြပါတယ်အဲ့ဒီဖြစ်ပျက်လေးကဘာလဲလို့ပြောရင်ဦးနေဝင်းရဲ့လက်ထက်မှာတော့ကျွန်တော်တို့တစ်ချိန်လုံးပေါ့ဗျာမကြိုကြီးနေဝင်းရဲ့လက်ထက်မှာတော့ဂျပန်နိုင်ငံကဘယင်နဲ့မိဖုရားဟာဗမာပြည်ကိုလာလဲပါတယ်လာလဲတဲ့အချိန်မှာဦးနေဝင်းကနေပြီးတော့မြတ်ကြောက်တည့်သီးနဲ့ဒီဘယင်နဲ့မိဖုရားကိုကျွန်တော်တို့အဲ့ခါပါတယ်ဒီခါမှာဘယင်ကြီးဟာဂျပန်ဘယင်ကြီးဟာဒီမြတ်ကြောက်တည့်သီးကိုသဘောကျလွန်းတဲ့အတွက်ကြောင့်အယံကောင်းတဲ့အကြောင်းပြောပြီးတော့ဂျပန်နိုင်ငံကိုပြန်သွားပါတယ်နောက်နေ့ရောက်တဲ့အခါကျတော့ကျွန်တော်တို့တည့်သီးပေါ်တဲ့အချိန်ကိုရောက်လာပါတယ်ရောက်လာတဲ့အချိန်မှာဦးနေဝင်းကနေပြီးတော့ဒီဂျပန်ကြီးစားဖို့ဒီဂျပန်ဘယင်ကြီးသုံးဆောင်ဖို့ဆိုပြီးတော့ကျွန်တော်တို့မြတ်ကြောက်တည့်သီးချင်းကိုကျွန်တော်တို့ဂျပန်ကိုပို့လိုက်ပါတယ်သို့တော်လည်းဂျပန်နိုင်ငံမှာကသူတို့နိုင်ငံထဲကိုအစားအသောက်တွေဝင်လာပြီလို့ဆိုရင်သူတို့ရဲ့စီကံဥပဒေကသူတို့အစားအသောက်စစ်ဆေးကုတ်ကဲရေးအဖွဲ့ကနေပြီးတော့ဒီအစားအသောက်ကိုကြိုတင်စစ်ဆေးရပါတယ်ကြိုတင်စစ်ဆေးပြီးတော့ခွင့်ပြုမှသာလည်းဒီအစားအသောက်ကိုကျွန်တော်တို့နိုင်ငံထဲကိုသွင်းလာခွင့်ရှိပါတယ်ဒီတည့်ရည်တွေရောက်လာတဲ့အချိန်မှာအခုလိုကြိုတင်ခွင့်ပြုတဲ့ယူမထားတဲ့အတွက်ကြောင့်တန်ယုံကိုဂျပန်အကောက်ခေါ်ကနေလှမ်းပြီးတော့ခေါ်ပါတယ်တန်ယုံရောက်သွားတဲ့အချိန်မှာဒီတည့်ရည်တွေကိုဂျပန်ဘီနီးစီကိုပို့လို့မရတဲ့အကြောင်းတင်သွင်းခွင့်မရတဲ့အကြောင်းဘာကြောင့်လဲဆိုရင်သူတို့ရဲ့ဥပဒေနဲ့ညှိစွန်းနေတဲ့အကြောင်းဒါလေးကိုပြောပြပါတယ်ပြောပြပြီးတော့တန်ယုံလူတွေရဲ့ရှေ့မှာပဲဒီတည့်ရည်တွေကိုဖျက်ဆီးလိုက်ပါတယ်အဲ့တော့တန်ယုံကကျွန်တော်မိတ်ဆွေရလဲသူကပထမအတွင်းဝင်ဖြစ်ပါတယ်သူပြန်လာပါတယ်ပြန်လာပြီးသူတော်တော်စိတ်ညစ်သွားပါတယ်ဗမာပြည်ကိုသူဘယ်လိုပြန်အကြောင်းကြားမလဲဗမာပြည်ကဦးနေဝင်းပို့လိုက်တဲ့တဲ့သီးတွေကိုပြည်ကြီးစီကိုလည်းပို့လို့မရအောင်အဖြစ်စည်းခံလဲရတယ်အဲ့တော့သူဘယ်လိုပြန်အကြောင်းကြားရမလဲလို့စဉ်းစားနေတဲ့အခါမှာပဲ2ရက်ကြာတဲ့အချိန်မှာတန်ယုံကိုကျင်းနှန်းတစ်ဆောင်ဝင်လာပါတယ်ဘာကျင်းနှန်းဝင်လာလဲလို့ပြောလို့ရှိရင်ဒီကျင်းနှန်းကဘယင်ကြီးကနေဦးနေဝင်းစီကိုပို့လိုက်တဲ့ကျင်းနှန်းမှာဗာရေးထားလဲလို့ပြောရင်အဆွေတော်ပို့လိုက်တော့မြတ်ကြောက်တည့်သီးများကိုရရှိကြောင်းဒီတည့်သီးကိုစားရတာဘလောက်တောင်အရသာရှိကြောင်းမိဖုရားကြီးနဲ့ကျွန်တော်ဒီတည့်သီးကိုစားတဲ့အခါမှာအဆွေတော်နဲ့အဆွေတော်ရဲ့နိုင်ငံကိုသတိရကြောင်းဆိုတဲ့ကျင်းနှန်းလေးဝင်လာပါတယ်ဒီကြောင်းကိုကျွန်တော်မိတ်ဆွေကကျွန်တော်အင်ဒိုနီးရှားမှာပြောပြတဲ့အချိန်မှာကျွန်တော်ရင်ထဲမှာအယံကိုခံစားမိပါတယ်ဘာဖြစ်လို့လဲလို့ပြောလို့ရှိရင်သူတို့နိုင်ငံမှာဥပဒေရဲ့အပေါ်မှာဘယ်သူမှမရှိပါဘူးခင်ဗျာဘယင်လည်းမရှိဘူးဘယ်သူမှမရှိဘူးအဲ့တော့ကျွန်တော်တို့နိုင်ငံမှာလည်းဥပဒေရဲ့အပေါ်မှာဘယ်သူမှမရှိဖို့အရေးကြီးပါတယ်လူတိုင်းကဥပဒေအားလုံးကိုလေးစားလိုက်နာဖို့လိုသလိုဥ
ဥပဒေကိုထုတ်တဲ့လူတွေကလည်းလေးစားလိုက်နာဖို့လိုပါတယ်ကျွန်တော်တို့နိုင်ငံမှာအခုခေတ်ကလည်းပြောင်းသွားပါပြီတစ်ချိန်လုံးကလူတစ်ယောက်ထဲရပဲဥပဒေကိုပြုတယ်လူတစ်ယောက်ထဲရပဲအုပ်ချုပ်ရေးကိုလုပ်တယ်လူတစ်ယောက်ထဲရပဲတရားစီရင်ရေးကိုလုပ်ပါတယ်အခုအချိန်မှာဥပဒေပြုတာကကျွန်တော်တို့လွှတ်တော်ကလုပ်ပါတယ်အုပ်ချုပ်တာကိုတော့ကျွန်တော်တို့သမရနဲ့နော်ဝင်းကြီးအဖွဲ့ကနေပြီးတော့တိုင်းပြည်အုပ်ချုပ်ရေးတွေကိုလုပ်ပါတယ်တရားစီရင်ရေးကိုတော့တရားသူကြီးအဖွဲ့ကကျွန်တော်တို့လုပ်ပါတယ်တတ်စီကျွန်တော်တို့ဖြစ်ပါတယ်ဒီချက်ကိုလည်းအားလုံးနားလည်ဖို့လိုပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့ဟာဥပဒေခိုင်မာဖို့အရေးကြီးပါတယ်။ဥပဒေကိုလေးစားလိုက်နာဖို့အရေးကြီးပါတယ်။ဥပဒေကိုလေးစားလိုက်နာတယ်ဆိုတဲ့နေရာမှာလက်ပေးလက်ယူတွေလည်းကင်းရှင်းမှုကျွန်တော်တို့လိုပါတယ်။ကိုကနေပြီးတော့လက်မယူဖို့အရေးကြီးသလိုကိုကလက်မပေးဖို့လည်းအရေးကြီးပါတယ်။ကျွန်တော်မနေ့တနေ့ပဲကျွန်တော်ဖြစ်ခဲ့တဲ့ဥပမာလေးတစ်ခုကျွန်တော်ပြောပြပါမယ်။ကျွန်တော်လွန်ခဲ့တဲ့နေ့လောက်ကကျွန်တော်တန်တွဲမှာကျွန်တော်စာသွားရေးပါတယ်။တန်တွဲမှာကျွန်တော်စာသွားရေးတော့တန်တွဲကိုလည်းကျွန်တော်အရန်သဘောကျပါတယ်။ဒီငပလီကနာကိုအရန်သဘောကျတဲ့အတွက်ကြောင့်ကျွန်တော်ကမြေလေးတစ်ခွက်ဝယ်ဖို့စဉ်းစားလိုက်ပါတယ်။ဒါနဲ့ကျွန်တော်လင်းသာဆိုတဲ့ရွာမှာကျွန်တော်မြေလေးတစ်ခွက်ဝယ်ဖို့ကျွန်တော်လိုက်ရှာပါတယ်။လိုက်ရှာတော့မြေခွက်သေးသေးတစ်ခုကျွန်တော်ရပါတယ်။ပင်လယ်နဲ့တော့ဝေးပါတယ်သို့တော်လည်းကျွန်တော်အနေနဲ့အိမ်သေးသေးဆောက်ပြီးတော့စာသွားရေးလို့ရတယ်ဆိုပြီးတော့ဒီမြေခွက်လေးကိုဝယ်လိုက်ပါတယ်အဲ့ဒီမြေခွက်ဝယ်တဲ့အတွက်ကြောင့်ကျွန်တော်ရက်ွက်ကောင်စီရုံးမှာသွားပြီးတော့ကျွန်တော်စာချုပ်ချုပ်ရပါတယ်ရက်ကောင်စီရုံးမှာသွားပြီးစာချုပ်ချုပ်တဲ့အချိန်မှာကောင်စီကဒီဥက္ကဋ္ဌကလည်းအဲ့မှာထိုင်နေပါတယ်ဥက္ကဋ္ဌရဲ့အောက်ကစည်ရင်တယောက်ကနေပြီးတော့ကျွန်တော်တို့ရဲ့အယောင်းဝယ်စာချုပ်ကိုရေးပေးပါတယ်ရေးပေးပြီးတဲ့အချိန်မှာစာချုပ်ချုပ်လဲချုပ်ပြီးတဲ့အချိန်မှာအစံပေးစာချုပ်ချုပ်တာပါချုပ်တဲ့အချိန်မှာပြီးတော့ကျွန်တော်ကနေပြီးတော့ဒီလိုစာချုပ်လေးကိုရေးပေးတဲ့ကြောင့်ကျွန်တော်ကျေးဇူးတင်တယ်ဒီလိုစာချုပ်လေးရေးပေးတဲ့အတွက်ကိုကျွန်တော်အနေနဲ့ဘယ်လိုကျေးဇူးတုံ့ပြန်ရမလဲလို့မေးလိုက်တဲ့အချိန်မှာကျွန်တော်ဥက္ကဋ္ဌကဘာပြောလဲလို့ပြောလို့ရှိရင်ရောင်းတဲ့လူက10သိန်းပေးရမယ်တဲ့ခမည်းဝယ်တဲ့လူမလို့ခမည်းကလည်း10သိန်းပေးရမယ်တဲ့ဆိုကျွန်တော်ကမေးပါတယ်အဲ့ဒီသိန်း20ခမည်းကတောင်းတာခမည်းကတောင်းတာလားအစိုးရရဲ့မူဟုတ်လားအစိုးရကနေပြီးတော့အခွန်အဖြစ်တောင်းတာလားမဟုတ်ပါဘူးတဲ့ကျွန်တော်တို့ကဒါကိုဆောင်ရွက်ပေးလို့ဆောင်ရွက်ခသိန်း30တောင်းတာပါဟာခမည်းတို့ကစာချုပ်လေးတစ်ချုပ်ရေးပေးတာကိုသိန်း30တောင်းတာလားလို့တပြားမှကျွန်တော်မပေးနိုင်ဘူးဗျာလို့ကျွန်တော်ကဟိုကနေပြီးတော့ကျွန်တော်ကရောင်းတဲ့လူကသဘောကျလို့ရောင်းတာကျွန်တော်ကသဘောကျလို့ဝယ်တာခင်ဗျားတို့ဘာဖြစ်လို့ကျွန်တော်ကသိန်း30ပေးရပါလဲကျွန်တော်ပြောင်းပြောပါတယ်ကျွန်တော်ပြောလိုက်တဲ့အချိန်မှာပဲဥက္ကဋ္ဌလည်းထထွက်သွားပါတယ်နောက်ကျွန်တော်စုံစမ်းကြည့်လိုက်တော့ဒီဥက္ကဋ္ဌက29ရက်နေကြာလို့ရှိရင်တဲ့သူကပြောင်းပါပြီတဲ့နောက်ရက်ွက်ဥက္ကဋ္ဌကိုရွေးချယ်တင်မြှောက်ပြီးတက်လာပါလိမ့်မယ်တဲ့အဲ့တော့ကျွန်တော်ကခင်ဗျားတို့ဒီနေရာမှာမှာခဲ့ကြပါတယ်ဒီလိုအဖြစ်မျိုးတွေကြုံလာလို့ရှိရင်ရဲတင်းတင်းမပေးဘူးမပေးနိုင်ဘူးဆိုတာကိုပြောရဲဖို့အရေးကြီးပါတယ်ပြောပါရဲတင်းတင်းပြောပါကျွန်တော်တို့ဟာဒီလိုရဲတင်းပြောနိုင်ဖို့အတွက်ခင်ဗျားတို့တွေအနေနဲ့ရတယ်ခင်ဗျားတို့ရဲ့ရပိုင်ခွင့်တွေကိုသိဖို့အရေးကြီးပါတယ်ကျွန်တော်တို့ဘောလုံးကန်လို့ရှိရင်ဘောလုံးရဲ့ဥပဒေကိုနားလည်ရပါတယ်ဘောလုံးရဲ့ဥပဒေကဘာလဲလို့ပြောရင်လက်နဲ့ထီရင်ဖောင်းဂိုးစီးရဲ့ sorry ဘေးကစီးရဲ့အပြင်ဘက်ကိုထွက်သွားရင် outside အကယ်၍များဒီ penalty စီးရဲ့မှာလက်နဲ့ထီခဲ့သည်ဖြစ်ဖြစ်လူတယောက်ကိုတွန်းလှန်လိုက်သည်ဖြစ်ဖြစ် penalty ပေးရမယ်ဒီစီးမင်းတွေကိုသိမှဘောလုံးကန်လို့ရပါတယ်အဲ့လိုပါပဲကျွန်တော်တို့နိုင်ငံမှာခင်ဗျားတို့ဟာသူများတွေရဲ့အဖိနှိပ်ချုပ်ချယ်တာကိုမခံနိုင်ဘူးခင်ဗျားတို့ကလူတန်းစီရှိရှိတန်ဖိုးရှိရှိနေကျင်တယ်လို့ဆိုရင်ဒီနိုင်ငံရဲ့ဥပဒေတွေကိုခင်ဗျားတို့သိဖို့လိုပါတယ်ဒီနိုင်ငံရဲ့အခြေခံဥပဒေတွေကိုခင်ဗျားတို့သိဖို့လိုပါတယ်အခြေခံဥပဒေကိုဖတ်ပါအခြေခံဥပဒေကိုနားလည်လူနဲ့ဆွေးနွေးပါကျွန်တော်ဒါလေးကိုတိုက်တွန်းကြပါတယ်ဘောလုံးကန်ရင်ဘောလုံးကန်တဲ့ဥပဒေကိုသိမှဘောလုံးကန်လို့ရတယ်လို့ဒီနိုင်ငံမှာတန်ဖိုးရှိတဲ့ဘဝနဲ့နေခြင်းရင်အခြေခံဥပဒေကိုနားလည်အောင်ကြိုးစားပါဥပဒေကိုနားလည်အောင်ဖတ်ပါလို့ကျွန်တော်ကမှားခြင်းပါတယ်ဥပဒေ
ကြောင့်မလို့ဥပဒေအချက်မှာဘယ်သူမှမရှိပါဘူးဒါကိုကျွန်တော်တို့ကအစိုးရတစ်ခုတည်းကျွန်တော်တို့ကနေပြီးတော့သမ္မတကြီးတယောက်တည်းလှုပ်လို့လည်းမရပါဘူးဟိုတနေ့ကပဲသမ္မတကြီးကမိန့်ခွန်းပြောသွားပါပြီနော်တတိယပြုတ်ပြင်ပြောင်းလဲလုပ်မယ်တိတ်ပြီးတော့အားရစရာကောင်းပါတယ်ဘာပြောသွားလဲလို့ဆိုလို့ရှိရင်ကျွန်တော်တို့မြို့နယ်အဆင့်အုပ်ချုပ်ရေးတွေမှာရပ်ကွက်အဆင့်အုပ်ချုပ်ရေးတွေမှာတိုင်းနဲ့ပြည်နယ်အဆင့်အုပ်ချုပ်ရေးတွေမှာလူတို့လူရန်စားအသီးသီးကပါဝင်တဲ့လူတွေနဲ့ကော်မတီဖွဲ့မယ်ဒီကော်မတီနဲ့ဆုံးဖြတ်ချက်တွေလုပ်မယ်လို့ပြောသွားပါတယ်ဒါသိကောင်းတဲ့အစီအစဉ်မှာဒီမှာရှိတဲ့လူတွေအားလုံးဒီကော်မတီမှာလူတိုင်းပါနိုင်တဲ့အခွင့်အရေးကျွန်တော်တို့ရှိပါတယ်အဲ့ဒီအချက်ကိုအားလုံးသိထားပါရပ်ကွက်ကကော်မတီထဲမှာပါနိုင်တဲ့အခွင့်အရေးရှိပါတယ်သို့တော့ခင်ဗျားတို့ကဒီမှာပါဖို့ကတော့ခင်ဗျားတို့ကဥပဒေလေးစားဖို့လိုပါတယ်ဥပဒေအကြောင်းကိုသိဖို့လိုပါတယ်အတွေ့အကြုံဘုဒ္ဓတရားနဲ့ပြည့်နေဖို့လိုပါတယ်။ဒီအောင်လို့ပါနိုင်အောင်ကြိုးစားပါအဖွဲ့အစည်းတွေဖွဲ့ပါအဖွဲ့အစည်းတွေကလည်းကျွန်တော်တို့ဖွဲ့ခွင့်ရှိနေပါပြီအခုချိန်မှာဒီအောင်လို့အဖွဲ့အစည်းတွေများများဖွဲ့ပါအဖွဲ့အစည်းတွေများများဖွဲ့ခြင်းအပြင်ခင်ဗျားတို့တယောက်ချင်းအားမဟုတ်တော့ဘဲနဲ့စုပေါင်းအားကျွန်တော်တို့ဖြစ်လာပါလိမ့်မယ်။ကောင်းပြီ။နောက်တစ်ခုတန်ဖိုးရှိတဲ့ဘဝဖြစ်ဖို့အတွက်ဒုတိယအချက်ကျွန်တော်ပြောချင်တာကတော့မိမိရဲ့ကိုယ်ချင်းတရားတွေကောင်းဖို့အရေးကြီးပါတယ်ကိုယ်ချင်းတရားကောင်းတယ်ဆိုတာဘာလဲလို့ပြောရင်၅ပါးသီလစောင့်တာတယ်ပို့ပါတယ်၅ပါးသီလစောင့်တာကိုကျွန်တော်တို့ပြန်ကြည့်လိုက်လို့ရှိရင်ပါဏာတိပါဒသူများတဲ့ကိုမတတ်ဘူးအရိဏဒါနာသူများပစ္စည်းကိုမခိုးဘူးကာမေတုမိစ္ဆာစာရာသူများသားမယားကိုမပြစ်မှားဘူးမှုသာဝါတာလိမ့်မပြောဘူးသူရာမေရိကအရက်မတော့ဘူး၅ခုပဲပါတယ်ကိုကျင်တရားကောင်းတယ်ဆိုတာ၅ပါးသီလစောင့်တာလေကျွန်တော်ကပိုသေးခြင်းပါတယ်ကိုကျင်တရားကောင်းတယ်ဆိုတာခင်ဗျားတို့ကိုချင်းစာစိတ်တွေမွေးမြူပါအဲ့ဒီကိုချင်းစာစိတ်တွေမမွေးမြူခဲ့လို့အဲ့ဒီကိုချင်းစာစိတ်တွေမရှိခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့နိုင်ငံကတစ်ချိန်လုံးကအလွန်ဆိုးရွားတဲ့နိုင်ငံဖြစ်ခဲ့တာပါခင်ဗျားတို့ကိုချင်းစာစိတ်တွေမွေးမြူပါလူတိုင်းကိုချင်းစာစိတ်မွေးမြူပါကိုချင်းစာစိတ်ကအရေးကြီးပါတယ်ကိုချင်းစာစိတ်ရှိလို့ရှိရင်ဘယ်တော့မှသူများပေါ်မှာအနိုင်အထက်လုံးမှာမဟုတ်ပါဘူးရောင်းလို့ကိုချင်းတရားကောင်းပါလို့ပြောတဲ့နေရာမှာ၅ပါးသီလစောင့်တာတယ်ပို့ပါတယ်ကိုချင်းတရားကောင်းအောင်ကျွန်တော်တို့လုပ်ပါကိုချင်းစာစိတ်မွေးမြူပါလူတွေတယောက်နဲ့တယောက်နဲ့စကားပြောတဲ့အခါမှာယဉ်ကျေးကျေးစကားပြောပါလူတယောက်ကိုတန်ဖိုးထားပြီးတော့စကားပြောပါဒါတွေကအရေးကြီးပါတယ်လူတယောက်နဲ့တယောက်နဲ့တွေ့လိုက်ပြီးဆိုတာနဲ့တပြိုင်တည်းကျွန်တော်ဒီနေရာမှာအချက်၃ချက်မှာခဲ့ပါမယ်လူချစ်လူခင်များအောင်လုပ်ပါလူချစ်လူခင်များအောင်များတဲ့လူဟာလောကကြီးမှာအောင်မြင်တဲ့လူပဲဘဝမှာလူချစ်လူခင်များတဲ့လူဟာအောင်မြင်မှုတွေအများကြီးရပါလိမ့်မယ်ခင်ဗျားတို့စဉ်းစားကြည့်ဗျာခင်ဗျားတို့လူနှစ်ယောက်ကအကူအညီလာတောင်းတယ်တယောက်ကိုခင်ဗျားကမချစ်ဘူးတယောက်ကိုတော့ခင်ဗျားချစ်တယ်ခင်ဗျားအကူအညီလာတောင်းရင်ဘယ်သူ့အကူအညီပေးမှာလဲချစ်တဲ့လူကိုပဲအကူအညီပေးမှာပဲဒါကြောင့်လူချစ်လူခင်များအောင်လုပ်ပါလူတွေနဲ့တွေ့လို့ရှိရင်စက္ကန့်30အတွင်းမှာဒီလူရဲ့ကောင်းကြောင်းလေးကိုချီးမွမ်းစကားပြောဆိုပါဆရာဦးကျော်တော်လိုင်းပြောသွားတယ်နော်စက္ကန့်30အတွင်းမှာဒီလူအတွက်ချီးမွမ်းစကားပြောဆိုပါဆိုရင်စိတ်ထဲကပါမှလည်းဖြစ်မယ်ခင်ဗျားတို့အသေးအလုံးနဲ့ပါမှလည်းဖြစ်မယ်လူတယောက်ကိုမြင်လိုက်တာနဲ့ချစ်တဲ့စိတ်လေးမွေးပါကျွန်တော်တကယ်ချင်းတယောက်ရှိရဗျသူကဘယ်တော့မှဆိုလောကကြီးကိုဘယ်တော့မှလည်းအကောင်းမမြင်ဘူးအမြဲလို့လောကကြီးကိုအရွက်တိုက်အမြဲတမ်းပဲပြောဆိုနေတဲ့လူကျွန်တော်ဟိုတလောကသူနဲ့တွေ့တယ်ကျွန်တော်နဲ့သူနဲ့တွေ့ချင်းပဲစက္ကန့်30အတွင်းမှာသူကျွန်တော်ပြောတဲ့စကားပါလဲဆိုတော့ခင်ဗျားပြတဲ့ပုံပြပန်းပြကြီးကိုဝနေတာပဲသူ့မှာတခြားပြောစရာမရှိတော့ဘူးလားနော်သူ့မှာဘွဲနှစ်ခုလည်းရထားတဲ့လူပါတခြားစကားတွေမရှိတော့ဘူးလားနော်ရောက်မို့ကျွန်တော်နံပါတ်1ပြောခဲ့ကြပါတယ်လူတယောက်ကိုတွေ့လိုက်တာနဲ့စက္ကန့်30အတွင်းမှာဒီလူရဲ့ကောင်းကြောင်းလေးကိုပြောဆိုပါကျေးဇူးတင်တတ်တယ်ဆိုတဲ့စကားကိုပြောတာအောင်ကြိုးစားပါကျွန်တော်နိုင်ငံတော်သမ္မတကြီးအင်မတန်လေးစားဖို့ကောင်းပါတယ်သူမိန်ကုန်းတွေကိုခင်ဗျားတို့ကြည့်လိုက်ပါမိန်ကုန်းတွေဟာအကျယ်၍သူ့ရဲ့အစိုးရဝန်ထမ်းတွေအစိုးရဌာနတွေကိုသူကနေပြီးတော့ပြောင်းလဲစေခြင်းလို့တွန်းအားပေးတဲ့မိန်ကုန်းဖြစ်တာတော့မှမိန်ကုန်းရဲ့အစမှာကျေးဇူးတင်ပါတယ်ဆိုတာအမြဲပြောပါတယ်ကျွန်တော်ကုလသမဂ္ဂညီလာခံကြီးမှာမိန်ကုန်းသွားပြောတဲ့အချိန်မှာ69ကြိမ်မြောက်ကုလသမဂ္ဂသဘာပတိကိုကျေးဇူးတင်စကားပြောတယ်လို့66ကြိမ်မြောက်သဘာပတိကိုလည်းကျေးဇူးတင်စကားပြောလိုက်သေးတယ်။သမဏကြီးမိန်ခွန်းတိုင်းမှာကျေးဇူးတင်စကားနဲ့စပါတယ်။အင်မတန်ကောင်းတဲ့အမှုအချက်လေးပါအတူယူသင့်ပါတယ်။
ကျေးဇူးတင်စကားအမြဲပြောပါကျေးဇူးတင်စကားပြောခြင်းအားဖြင့်ခင်ဗျားတို့လူချစ်လူခင်များပါလိမ့်မယ်နော်တတိယအချက်ကတော့လူချစ်လူခင်များဖို့အတွက်ကခင်ဗျားတို့နားထောင်မှုလဲလိုတယ်ဗျပါဇက်ပိတ်ထားဖို့လိုတယ်ဘယ်လိုပါဇက်ပိတ်ထားဖို့လိုတာလဲလူတွေကအယမ်းစကားများတယ်ခင်ဗျားတို့လည်းတွေ့ဦးမှာပါတော့တကယ်ချင်းတွေတွေးလိုက်ပြီဆိုလို့ရှိရင်အင်မတန်များတဲ့စကားများတဲ့တကယ်ချင်းကပါလာတာအကြီးပဲနော်အဲ့တော့တခါလေကြလို့ရှိရင်ခင်ဗျားတို့ပြောသေးတယ်ဘာပြောလဲဆိုလို့ရှိရင်ဒီမောင်ဘယ်သူနဲ့တော့မတွေ့ချင်ဘူးတိတ်စကားများတယ်သူကဘယ်တော့မှငါတို့ပြောတာကိုနားမထောင်ကိုအောင်နားထောင်လို့လားပြန်စဉ်းစားကြည့်ကျွန်တော်ကြောင်းတော့ကကျွန်တော်တကယ်ချင်းတယောက်ရှိပါတယ်သူ့အရန်လူချစ်တယ်ဗျဘာလို့ချစ်လဲလို့ပြောရင် तू များပြောတဲ့စကားအကုန်လုံးထိုင်နားထောင်တယ်မင်းကုန်းလေးထောက်တယ်ဟုတ်လားအော်ဒီလိုလားအရန်နားထောင်တယ်ဒါကြောင့်မလို့သူ့လူတွေကအရန်ချစ်တယ်သူ့ဆိုလို့ရှိရင်လူတွေကကြွေးကျင်တယ်မွေးကျင်တယ်သူ့နာမည်ကကိုသိန်းလို့ခေါ်ပါတယ်ကိုသိန်းကိုဆိုရင်အမြဲတမ်းလို့လူချစ်လူကြီးများတယ်သူ့ကြွေးဖို့လည်းလူတွေကဝင်မနေဘာသူကနားထောင်တာနော်ဒါကြောင့်မလို့ခင်ဗျားတို့နားထောင်ပေးပါဒီသုံးခုကျွန်တော်မှားလိုက်ပါမယ်နော်နံပါတ်1တွေ့ချင်းစက္ကန့်30ထဲမှာဒီလူရဲ့ကောင်းွယ်လေးကိုပြောပါကျေးဇူးတင်တဲ့စကားကိုပြောပါနားထောင်ပေးပါဒါဆိုရင်ခင်ဗျားတို့လူချစ်လူကြီးများပါလိမ့်မယ်နော်ရောက်မလို့ကျွန်တော်ခုနကပြောရပါပြီကိုချင်းတရားတွေကောင်းအောင်လုပ်ပါကိုချင်းတရားကောင်းဖို့အရေးကြီးပါတယ်ကိုချင်းတရားကောင်းမှသာလေတန်ဖိုးရှိတဲ့ဘဝတန်ဖိုးရှိတဲ့လူကျွန်တော်တို့ဖြစ်လာပါလိမ့်မယ်တတိယအချက်ကတော့ကိုချင်းတရားပြီးသွားတဲ့အချိန်မှာနံပါတ်3ကတော့တန်ဖိုးရှိတဲ့ဘဝကိုပိုင်ဆိုင်မှုအတွက်တမအာဇီဝအလုပ်နဲ့အသက်မွေးဝမ်းကြောင်းပြုပါတမအာဇီဝလို့ပြောလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဗမာလိုပြန်လိုက်ရင်ကောင်းရောင်းကောင်းဝယ်ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်ကောင်းရောင်းကောင်းဝယ်လုပ်တယ်ဆိုတိုင်းလေကျွန်တော်တို့ကတမအာဇီဝလို့ပြောလို့မရပါဘူးဘာဖြစ်လို့လဲလို့ပြောလို့ရှိရင်ကျွန်တော်ဈေးရောက်နေတာပဲဗျာကျွန်တော်ဈေးရောက်နေတဲ့ဥစ္စာဘာများကျွန်တော်မှားလို့လဲလို့ပြောရင်ဟုတ်တယ်ဓမြတိုက်တာတော့မဟုတ်ဘူးဈေးတော့ရောင်းနေတာပဲဒါပေမဲ့ခင်ဗျားရောက်တာငရုတ်သီးဆေးဆိုးရောက်တာတမအာဇီဝမဟုတ်တော့နော်အဲ့တော့ကျွန်တော်တို့ကမှတ်မှန်ကန်ကန်အလုပ်လုပ်ဖို့ကျွန်တော်တို့အရေးကြီးပါတယ်မှန်မှန်ကန်ကန်အလုပ်လုပ်မှဒါလျှင်တန်ဖိုးရှိတဲ့ဘဝကိုကျွန်တော်တို့ပိုင်ဆိုင်ပါလိမ့်မယ်နောက်တစ်ခုတမန်အာဇီဝဆိုတဲ့နေရာမှာကျွန်တော်တို့အများကြီးကျွန်တော်တို့တွေ့ရပါတယ်ခုခေတ်မှာကျွန်တော်တို့အရက်ကိုကြော်ညာပါတယ်ရက်ကိုကြော်ညာတာပိတ်လဲပိတ်လိုက်ကောကျွန်တော်တို့ဘာကြော်ညာလဲဆိုရင်အရက်ကြော်ညာတဲ့နာမည်နဲ့ရေပလင်းကိုကျွန်တော်တို့ထုတ်ပါတယ်ရေပလင်းကိုထုတ်ပြီးတော့ကျွန်တော်ရေသားကိုကြော်ညာပါတယ်ဒါကိုကျွန်တော်တို့ကကျင့်ဝတ်တွေကိုဖောက်ဖျက်တယ်လို့ကျွန်တော်တို့ပြောရပါလိမ့်မယ်ကြောင့်မို့ကျင့်ဝတ်ဟာလည်းအရေးကြီးပါတယ်အထူးသဖြင့်ကျွန်တော်တို့ဆရာဝန်တွေကျောင်းဆရာဆရာမတွေပို့ပြီးတော့ကျွန်တော်တို့အရေးကြီးပါတယ်ဒါဟာတမောင်းကုံထဲမှာပါတဲ့အလုပ်တွေကျွန်တော်တို့ဖြစ်ပါတယ်ဆရာဝန်တွေဆိုရင်လည်းပဲဆေးကန်းကိုလူနာတွေလာတဲ့အချိန်မှာလူနာတွေဟာဆရာစီကနေပြီးတော့ဆေးလိုချင်လို့လာတာမဟုတ်ပါဘူးဆရာရဲ့အားပေးစကားကိုနားထောင်ခြင်းလို့လာတာဖြစ်ပါတယ်ကြောင့်လို့ဆရာဝန်တွေဒါလေးကိုယူဆိုင်ပေးပါဒီလိုပဲကျောင်းဆရာတွေဆရာမတွေကျွန်တော်တို့ကျူရှင်ပေးတယ်မိမိအတန်းထဲကကျောင်းသားကိုပြန်ပြီးတော့ကျူရှင်ပေးတယ်ဆိုတာကျွန်တော်တို့ကျင့်ဝင်တယ်မကိုက်ညီပါဘူးဒါတွေကျွန်တော်တို့ပြောင်းဖို့လိုပါလိမ့်မယ်ပွင့်လင်းမြင်သာတဲ့ခေတ်ကိုရောက်လာပြီလို့ဆိုရင်ပွင့်လင်းမြင်သာတဲ့ခေတ်ကိုကျွန်တော်တို့ကသွားကြတဲ့အချိန်မှာကျောင်းဆရာတွေဆရာမတွေမိမိရဲ့ကျောင်းသူကျောင်းသားကိုပြန်ပြီးတော့ကျူရှင်ပေးလို့မရပါဘူးကျူရှင်ပေးလို့ရတယ်ဘယ်လိုရလဲလို့ပြောရင်အလကားသင်ပေးရင်ရတယ်အားလုံးကိုခေါ်ပြီးအလကားသင်ရင်ရပါတယ်ငွေကြေးနဲ့ကျွန်တော်တို့သင်လို့မရပါဘူးကြောင့်မို့ဒီတမအာဇီဝအလုပ်တွေကိုကျွန်တော်တို့ကလုပ်ဖို့ကျွန်တော်တို့အရေးကြီးပါတယ်ကျင့်ဝတ်ကိုစောင့်ထိန်နေဆိုတာတကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ခုနကပြောသလိုပဲ၅ပါးသီလစောင့်တာတယ်ကျွန်တော်တို့ကအများကြီးပို့ပါတယ်ကျင့်ဝတ်တွေကိုစောင့်ထိန်မှသာလျှင်ကျွန်တော်တို့ရဲ့လူမှုအဖွဲ့အစည်းကလည်းပျော်ရွှင်စရာကောင်းတဲ့အဖွဲ့အစည်းကျွန်တော်တို့ဖြစ်လာပါလိမ့်မယ်နိုင်ငံသားတွေမှာကျွန်တော်တို့ချမ်းသာတယ်တွတ်တက်တယ်ဆိုတာဒီကျင့်ဝတ်တွေကိုစောင့်စည်းလို့ပါပဲကျွန်တော်ဒီမှာနောက်ဥပမာလေးတစ်ခုကျွန်တော်ပြောပြပါမယ်ဂျပန်မှာတော့ကလည်းကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်နဲ့ဂျပန်သွားလည်ကြတော့ကျွန်တော်ရဲ့အမျိုးသမီးကကျွန်တော်တရက်သူ့ယထာနဲ့ခေါ်သွားပါတယ်ဂျပန်မှာယထာသိပ်သုံးကြပါတယ်ယထာနဲ့ခေါ်သွားတော့သူကနေပြီးတော့ယ
ယထာသူ့ကိုသူစီးတတ်ပြီလို့သူထင်သွားပါတယ်ထင်သွားပြီးတော့နောက်တည့်ရက်ကြာတော့ကျွန်တော်အလုပ်သွားနေတဲ့အချိန်မှာသူ့တငယ်ချင်းနဲ့ဖုန်းပြောကြတော့သူ့တငယ်ချင်းကဟာမင်းဘေပူရာနေဘေယထာစီပြီးငါစီလာခဲ့ဆိုပြီးတော့သူ့ကိုပြောလိုက်တဲ့အတွက်ကြောင့်သူကယထာတက်စီပြီးသွားလိုက်တာနမူနာပြောပြမယ်ဆိုရင်များသူသွားချင်တာကပြေရောက်လာတာမော်လမြိုင်ဆိုလို့ရောက်သွားပါတယ်နော်ရောက်တော့သူအဲ့မှာလမ်းပြောက်သွားပြီဘာလို့မှလည်းမသိတော့ဒါပေမဲ့ကျွန်တော်မျိုးသမီးကပါတော့ပါတယ်ဗျသူကဘယ်သွားလဲဆိုတော့ဟိုမှာလည်းဂျပန်တွေကလည်းအင်္ဂလိပ်လိုလည်းမပြောတော့ဘူးမလိုလည်းမပြောတော့ဘူးအဲ့တော့သူကပလိတ်ဒီ police ကိုပဲသူကအတင်းပြောတာပေါ့ပြောတော့နောက်ဆုံးအဲ့မှာရှိတဲ့ဂျပန်တွေကရဲဌာနကိုခေါ်သွားပါတယ်ခေါ်သွားတော့ရဲဌာနရောက်သွားတဲ့အချိန်မှာရဲဌာနမှာသူလမ်းပြောက်နေတဲ့အကြောင်းသူကဘယ်ကလာတဲ့အကြောင်းဂျပန်တွေကိုပြောပြပါတယ်ရဲဌာနဂျပန်တွေကလည်းအဲ့လိုမပြောတော့ဘူးအဲ့သူပြောတာကိုနားမလဲတဲ့အတွက်ကြောင့်ဂျပန်တွေကဘာလုပ်လဲလို့ပြောလို့ရှိတယ်သူတို့နားမှာရှိတဲ့အင်္ဂလိပ်စာကျောင်းကဆရာကိုတော့ခေါ်ပါတယ်ရဲဌာနကိုခေါ်ပြီးတော့အဲ့ဒီရဲဌာနမှာသူ့ကိုအင်္ဂလိပ်စကားကိုဘာသာပြန်ပါတယ်ဘာသာပြန်ပြီးတော့အားလုံးဘာသာပြန်တော့ရဲတွေကနားလေတဲ့အချိန်မှာကျွန်တော်လိုက်ဆက်သွဲပါတယ်လိုက်ဆက်သွဲတော့အဲ့မှာကျွန်တော်နဲ့ဖုန်းပြောရပါတယ်ဖုန်းပြောရတော့ဒီဘာသာပြန်တဲ့ဂျပန်ကပဲကျွန်တော်စိတ်မပူဘူးအကြောင်းနော်မိမလမ်းမပြီးတော့ရောက်လာတဲ့အကြောင်းလမ်းမတာလည်းနင်းတော့မဟုတ်ဘူးအဝေးရောက်သွားတာအဲ့တော့ဒီရဲတွေကပြန်ပို့မယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပါတယ်နော်အဲ့တော့ဒီနိုင်ငံမှာရဲတွေကသူတို့ရဲ့အလုပ်ကိုအရန်လုပ်တဲ့အပြည့်ကိုရဲတွေကမလုပ်လဲလို့ပြောလို့ရှိရင်ကျင့်ဝတ်တွေကိုလည်းအရန်စောင့်ထိန်တဲ့ရဲတွေဖြစ်ပါတယ်လက်ပေးလက်ယူဆိုတော့လည်းဘာမှမစဉ်းစားတဲ့ရဲတွေဖြစ်ပါတယ်အဲ့ဒီရဲတွေအကြောင်းကိုကျွန်တော်ပြောပြရင်ねကျွန်တော်ဒီနာဂစ်မုံတိုင်းဖြစ်တဲ့အချိန်တုန်းကကျွန်တော်ရဲ့အကြောင်းကျွန်တော်ရဲ့ရုံးမှာကျွန်တော်ဝန်ထမ်းတွေနဲ့ဆွေးနွေးပွဲလေးတစ်ခုလုပ်ပါတယ်လုပ်ရင်ကျွန်တော်ကနေပြီးတော့သူတို့ပြောပြပါတယ်ငါပြောပြလဲလို့ပြောရင်အခုနေပြန်ကွာမင်းအိမ်ပြန်သွားရင်လမ်းမှာကားပေါ်မှာအထုပ်ကြီးတစ်ထုပ်ကောက်ရတယ်အဲ့ဒီအထုပ်ကြီးကစိတ်လေးရွှေတွေငွေတွေအထဲမှာရှိတယ်အဲ့တော့အဲ့ဒီစိတ်လေးရွှေတွေငွေတွေရှိနေတဲ့အထုပ်ကြီးကိုမင်းကမလုပ်မလဲလို့ဆိုလို့ရှိရင်တဝက်ကိုနာဂစ်ကိုလှူလိုက်မယ်ကွာတဝက်ကိုတော့မင်းကမင်းမိဘရဲ့ကျေးဇူးကိုဆက်လိုက်မယ်မိဘကိုကြောလိုက်မယ်ဒုတိယအချက်ကတော့ကွာတဝက်ကိုနာဂစ်ကိုလှူလိုက်မယ်ကွာတဝက်ကိုတော့မင်းမိဘကျေးဇူးကိုလည်းဆက်မယ်မင်းရဲ့မိတ်ဆွေပေါင်းသင်းတွေကမရှိတဲ့လူတွေကိုလည်းပေးလိုက်မယ်ကွာတတိယအချက်ကတော့တဝက်ကိုနာဂစ်ကိုလှူလိုက်မယ်ကွာအဲ့ဒီရတဲ့တဝက်ကိုတော့မိဘကိုလည်းပေးတဲ့လောက်ပေးမယ်မိတ်ဆွေလည်းပေးမယ်ကိုလည်းသုံးမယ်နံပါတ်၄ကတော့အဲ့ဒီအထုပ်ကြီးကိုရဲလက်ကိုအပ်လိုက်မယ်ဘာလုပ်မလဲလို့ကျွန်တော်ဝန်ထမ်းတွေကိုမေးပါတယ်ခင်ဗျားတို့ကဘာလုပ်မလဲအဲ့တော့ကျွန်တော်ဝန်ထမ်းတွေကပြောပါတယ်တယောက်မှရဲလက်အပ်မယ်ဆိုတာမပါဘူးဘယ်လိုဖြစ်တာလဲဘာလို့ရဲလက်မအပ်တာလဲဆိုရဲလက်အပ်ရင်ပုတ်ဆိုးသွားမှာပေါ့လေနောက်အဲ့တော့ကျွန်တော်တို့ကအဲ့လိုဖြစ်နေတယ်ကျွန်တော်တို့ရဲ့စနစ်ကဒါပေမဲ့တကယ်အဖြေမှာဘာလို့ရပါလဲရဲလက်ကိုအပ်မှာဖြစ်ပါတယ်ဒါကိုခင်ဗျားတို့သိဖို့အရေးကြီးပါတယ်အဲ့တော့ဒီမှာလဲခင်ဗျားတို့ကမေးအောင်ပါပဲကျွန်တော်လည်းစကားပြောလို့မရလို့သာခင်ဗျားတို့ကပြောမှာပဲရဲလက်ကျွန်တော်တို့ဘယ်လိုလုပ်အပ်မလဲအဲ့ဒီရဲတွေကျွန်တော်တို့မယုံဘူးဒီရဲတွေယုံလာအောင်လုပ်ရမှာကျွန်တော်တို့အလုပ်ဖြစ်ပါတယ်မှားနေရတွေ့ခင်ဗျားတို့ပြောပါမှားနေလို့ခင်ဗျားလက်ညှိုးထိုးပြီးပြောပါခင်ဗျားမှားနေပြီမကြောက်ပါနဲ့ပြောပါခင်ဗျားတယောက်တည်းပြောလို့မရအစွတ်နဲ့အတိုင်းနဲ့ပြောပါအစွတ်နဲ့အတိုင်းနဲ့ပြောလို့မရလို့ရှိရင်ဂျာနယ်တွေကနေပြောပါဂျာနယ်တွေကနေပြောလို့မရရင်ရွှေ FM ကျွန်တော်စီစာပို့ပြကျွန်တော်ပြောမယ်ကျွန်တော်လက်ထက်မှာရေဒီယိုရှိတယ်ကျွန်တော်လက်ထက်မှာ TV ရှိတယ်ကျွန်တော်ပြောမယ်ပို့ပါကျွန်တော်စီနော်ကျွန်တော်တို့မှန်တဲ့အကြောင်းကိုကျွန်တော်တို့ပြောဖို့အရေးကြီးပါတယ်မှန်တဲ့အကြောင်းကိုပြောမှသာလျှင်ကျွန်တော်တို့ရဲ့စနစ်ကြီးကျွန်တော်တို့ရဲ့လူနေမှုစနစ်ကြီးမှားနေတာတွေကတဖြည်းဖြည်းနဲ့ကျွန်တော်တို့ကပြောင်းလာမှာဖြစ်ပါတယ်ရဲရဲတင်းတင်းကျွန်တော်တို့ကပြောရဖို့အရေးကြီးပါတယ်အဲ့တော့ကျွန်တော်တမန်အာဇီဝပြောပြီးဒီတမန်အာဇီဝနဲ့ပတ်သက်လို့ကြုံလို့ဒါလေးလည်းကျွန်တော်တခုထပ်ပြောချင်ပါတယ်ဒါကျွန်တော်တို့ American နိုင်ငံမှာရှိတဲ့ကျွန်တော်တို့ supermarket လို့เนาะဒီ store ဆိုင်ကြီးဖြစ်ပါတယ်
အဲ့တော့ကျွန်တော်အမေရိကန်နိုင်ငံမှာတော့ဒီလိုဆိုင်ကြီးကိုကျွန်တော်ကကားနဲ့သွားပြီးတော့ဈေးဝယ်ဖို့ကျွန်တော်သွားပါတယ်သွားတော့အခုလိုပဲဒီဆိုင်ကြီးရဲ့ရှေ့မှာမော်တော်ကားတွေရက်တဲ့နေရာတွေအများကြီးရှိပါတယ်ရှိတော့ကျွန်တော်ကမော်တော်ကားနဲ့ပတ်ပြီးတော့ကျွန်တော်ကားရပ်ဖို့နေရာရှာပါတယ်ရှာဖို့နေရာကိုလွယ်လွယ်နဲ့မတွေ့ပါဘူးကျွန်တော်ထပ်ရှာပါတယ်ပတ်ရှာပါတယ်ပတ်ရှာပါတယ်နောက်ဆုံးမိကြတော့ဝမ်းမန်းတသာနဲ့အဲ့ဒီဆိုင်ကြီးရဲ့အပေါက်ဝတဲ့တဲ့မှာကားရက်ဆရာနေရာသွားတွေ့ပါတယ်ဟာပွားလာပဲချော်လာရေးဆိုကျွန်တော်ဒိုင်းဆိုအဲ့မှာကျွန်တော်ကားဝင်ရပ်ပါတယ်ရပ်ပြီးတော့ကျွန်တော်ကားပေါ်မှာဆင်းလဲဆင်းရောတွက်ခတ်နေတော့ပဲရှိပါသေးတယ်ခင်ဗျာကျွန်တော်ရဲ့ဘောနတ်ကိုမိန်းမတယောက်ကဒီအမျိုးသမီးကြီးကခြေတော်လည်းနည်းနည်းခွေနေပါတယ်ခင်ဗျာကောင်ဝင်ကြီးကလည်းဝတ်ထားတယ်ဒါထဲမှာလည်းဒုက္ခောက်ကြီးနဲ့သူကကျွန်တော်တို့အိုဘားမားတို့လိုပဲအသားမဲတဲ့လူမျိုးပါကျွန်တော်ဘောနတ်ကြီးကိုတုံးလို့ခောက်ပါတယ်ကျွန်တော်ကဘာဖြစ်တာလဲဘာပြဿနာလဲဆိုကျွန်တော်ကသောက်ခိုင်ရင်ကြည့်လိုက်တဲ့အချိန်မှာစကားမပြောဘူးကျွန်တော်ဒုက္ခောက်ကြီးနဲ့ကျွန်တော်ဒီလိုပြပါတယ်ဒါနဲ့ကျွန်တော်ကြည့်လိုက်တော့ဘာသွားတွေ့လဲဆိုတော့အဲ့ဒီနေရာကမတန်ဆွမ်းတဲ့လူတွေရက်တဲ့နေရာဗျသူတို့နိုင်ငံမှာဒုက္ခိတတွေကိုရက်ဖို့အတွက်နေရာတက်တက်မှတ်မှတ်လုပ်ပေးထားတယ်ဒုက္ခိတတွေဟာဒီဆိုင်ဘောက်ဝတဲ့တဲ့မှာရက်ရတယ်ကျွန်တော်ကမသိဘူးဝင်ရက်လိုက်တယ်ကျွန်တော်မြင်တော့ဒုက္ခိတမဟုတ်မှန်းလဲသိရောအဲ့ဒီခုနကပြောတဲ့မိမကြီးကကျွန်တော်ရဲ့ဘောနက်ကိုဒုံခောက်ပြီးကျွန်တော်ဒုံနဲ့ပြပြီးဒါရက်ရမယ့်နေရာမဟုတ်ဘူးမင်းထွက်လို့ပြောတဲ့အဓိပ္ပာယ်ပဲစကားတော့မပြောဘူးတုတ်ကြီးနဲ့ဒီလိုပြတယ်ကျွန်တော်တို့နိုင်ငံမှာဒီလိုမှားတာတွေ့ရင်ခင်ဗျားတို့လှုပ်သလားလှုပ်ပါနော်မလှုပ်ဘူးဆိုတဲ့စကားကိုမပြောနဲ့လှုပ်ပါခင်ဗျားတို့မှာတာဝန်ရှိတယ်လှုပ်ပါလူကြီးပဲဖြစ်ဘသူပဲဖြစ်နောက်ဆုံးပြီးပြောမယ်ဗျာဘာအာဏာပဲရှိမှားတာတွေ့ခင်ဗျားတို့လောက်ပါမှားနေတယ်ဆိုတော့ပြောပါခင်ဗျားတို့လက်ထဲမှာတတ်သိရှိသားမှာမှားတယ်ဆိုတော့ခင်ဗျားတို့ပြောရမယ်ဘယ်လိုအဲ့လိုမှားတယ်ဆိုတာပြောရင်မှကျွန်တော်တို့နိုင်ငံမှာမော်လမြိုင်မြို့မှာဒီလိုစူပါမားကတ်ကြီးတွေရောက်လာလိမ့်မယ်ဒီလိုကားကြီးတွေဖြစ်လာလိမ့်မယ်ခင်ဗျားတို့ပြောရလိမ့်မယ်ဒါနယူးဇီလန်နိုင်ငံဖြစ်ပါတယ်ကျွန်တော်ဒီမှာကြုံလို့နောက်ထပ်သူတို့နိုင်ငံရဲ့ပုံမြင်လေးကျွန်တော်ပြောပြပါမယ်ဒီနယူးဇီလန်နိုင်ငံမှာတခါတော့ဒါကျွန်တော်ညီကအဲ့မှာနေပါတယ်သူပြောပြလို့ကျွန်တော်သိတာပါတခါတော့လမ်းမှာဒီမော်တော်ဖီကယ်ရင်တင်းရေးတယောက်ကကားတစ်စီးမူးပြီးမောင်းလာတယ်ကျွန်တော်ရက်ခိုင်းလိုက်ပါတယ်ရက်ဆိုရက်ခိုင်းပါတယ်ရက်ခိုင်းပြီးတော့အဲ့ဒီကားမောင်းလာတဲ့အမျိုးသမီးကိုဆင်းခိုင်းပါတယ်ဆင်းခိုင်းပြီးတော့အဲ့ဒီအမျိုးသမီးကိုစစ်ပါတယ်နော်လမ်းလျှောက်ခိုင်းတယ်လက်ဆန့်ပြီးတော့မြင်းများကိုမှန်အောင်ရှောင်းနိုင်ရဲ့လားပါဇက်ကိုအနံ့ခံတဲ့ရဲတောက်လားမတော့အမျိုးစုံစစ်ပါတယ်အဲ့ချိန်မှာအမျိုးသမီးရဲ့ယောက်ျားကလည်းဆင်းလာပြီးတော့မတက်ရပြီးတော့ဘေးကနေကြည့်နေပါတယ်ကြည့်နေတော့သူအမျိုးစုံစစ်တယ်စစ်ပြီးတဲ့အခါမှာအမျိုးသမီးအရင်မမူးဘူးဆိုတာသေချာတဲ့အခါမှာပြန်လွတ်လိုက်ပါတယ်လွတ်လိုက်ပြီးတော့ဒီရဲက2ရက်3ရက်နေတော့မှသူ့တငယ်ချင်းတွေနဲ့စကားပြောရင်းနဲ့သူစစ်လိုက်တာဟာရဲမင်းကြီးရဲ့မိန်းမဖြစ်နေတာသူသွားသိပါတယ်အဲ့ဒီအချိန်မှာဘေးမှာမတ်တက်ရက်ပြီးကြည်တာသူတို့နိုင်ငံကရဲမင်းကြီးဖြစ်ပါတယ်သို့တော့သူကယူနီဖောင်းတော့ဝတ်မထားဘူးပေါ့ဗျာအဲ့တော့သူကဒီအကြောင်းလေးကိုသူတငယ်ချင်းရဲတွေကိုပြောပြပါတယ်ပြောပြအားနေပြီးတော့ဒီသတင်းကပွားသွားပြီးတော့ဒီမော်တော်ဖီကယ်ရဲဟာကားတစ်စီးကိုဖမ်းပြီးတော့အမျိုးသမီးကိုအရက်မူးကြောင်းမမူးလားစစ်ကြောင်းစစ်တဲ့အခါမှာယောက်ျားကဘေးကမတ်တက်ရက်ကြောင်းသို့တော့ယောက်ျားဘာမှမပြောကြောင်းပါဇက်ပိတ်ပြီးမတ်တက်ရက်နေကြောင်းအဲ့လိုပြောပါတယ်ဒီသတင်းကပွားသွားပြီးတော့မီဒီယာတွေကိုရောက်သွားပါတယ်မီဒီယာတွေကိုရောက်သွားတဲ့အချိန်မှာဂျာနယ်ထဲမှာဟိုးလေးတကြောပေါ်ဒီအကြောင်းကပါလာပါတယ်အဲ့ဒီအချိန်ကကျွန်တော်ရဲ့ရုံးမှာကျွန်တော်ညီကဒီအကြောင်းလေးကိုပြောပြနေတာပါကျွန်တော်ကိုယ်တိုင်ကအစဘယ်လိုထင်ခဲ့လဲဆိုတော့ဂျာနယ်တွေကကျွန်တော်ကရဲမင်းကြီးကိုချီးမွမ်းတယ်လို့ထင်ပါတယ်ဘာလို့လဲဆိုရဲမင်းကြီးကျွန်တော်တို့နိုင်ငံဆိုဘယ်ရမလဲဟဲ့မင်းငါဘာအောင်ထင်တယ်ဟမ်အဲ့ဒါနဲ့ပဲဟောပလိတ်ကကြောက်သွားတယ်အဲ့တော့ကျွန်တော်ကရဲမင်းကြီးကိုချီးမွမ်းတယ်ထင်တာပေါ့ဗျာရဲမင်းကြီးကဘာလဲမပြောသူ့မိန်းမကိုစစ်နေတာတော့မှဘေးကမတက်ရက်နေတဲ့စကားတော့မပြောမဟုတ်ဘူးဗျဂျာနယ်တွေကဘာရေးရလဲဆိုရင်ဒီရဲမင်းကြီးဟာယူနီဖောင်းဝတ်မထားတော့လဲသူဟာသူ့ရဲ့ပါဝါကိုပြပြီးတော့ဒီရဲကို pressure ပေးပါတယ်ဆိုဂျာနယ်တွေကအသေးလဲရေးပါတယ်ရဲမင်းကြီးကဘာမှလည်းဝင်မပြောဘူးတော့ယူနီဖောင်းလည်းဝတ်မထားဘူးဒါပေမဲ့ဂျာနယ်တွေကဘာပြောလဲလို့အဲ့မှာရဲမင်းကြီးကပဲသူယူနီဖောင်းလည်းဝတ်မထားပါဘူးပြောလည်းမပြောပါဘူးတခါဟိုဘက်ကရဲကလည်းဝင်ခံတယ်ကျွန်တော်ရဲမင်းကြီးမှလည်းမသိပါဘူးမင်းသိတာမသိတာတပိုင်းသူကဆင်းပြီးတော့သူ့မိန်းမကိုမင်းစစ်နေတာကိုဘာမှမတက်ရကြည့်စရာအကြောင်းမရှိဘူးတာ
တာမန်လူတယောက်ဆိုရင်တော့မတက်ရကြည့်တာကိုလက်ခံတယ်။ तू ကရဲမင်းကြီးဖြစ်လို့လက်မခံဘူးဆိုပြီးတော့ခါရဲမီဒီယာတွေကချပါတယ်။နောက်ဆုံးပြီးရဲမင်းကြီးအလုတ်ထွက်ပေးလိုက်ရပါတယ်။ထွက်စာတင်သွားရပါတယ်။နော်။ဒါတကယ်ဖြစ်ပဲပါကျွန်တော်လှုပ်ချံပြောတာမဟုတ်ဘူးနော်တကယ်အဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံမှာဒီလိုမျိုးတွေဖြစ်လာဖို့အရေးကြီးတယ်။ဒီလိုဖြစ်လာဖို့ခင်ဗျားတို့မှာတာဝန်ရှိတယ်။ခင်ဗျားတို့မဟုတ်တာမြင်ပြောရဲဖို့အရေးကြီးတယ်။မီဒီယာတွေကလည်းဒါတွေကိုပြောရဲဖို့အရေးကြီးတယ်။ခုမီဒီယာတွေက strong ဖြစ်လာပါပြီပြောမှာပါယုံကြည်ပါတယ်နော်ဒါဩစတြေးလျနိုင်ငံဖြစ်ပါတယ်အဲ့တော့ခုနကကျွန်တော်ပြောတဲ့တမန်အာဇီဝလို့ဆိုတဲ့နေရာမှာတမန်အာဇီဝလုပ်တယ်ဆိုတာကောင်းကောင်းဝင်လုပ်ယုံတယ်လည်းမလုံတော့သေးဘူးဗျကိုချင်းစာစိတ်ရှိရမယ်သူများနဲ့ပို့ပြီးတော့အခွင့်အရေးယူလို့မရဘူးခုနဆရာမကြီးလည်းပြောသွားပါတယ်ထောင်ထဲမှာတော့ VIP ရှိတယ်VIP ကကျွန်တော်နိုင်ငံမှာတိတ်များနေပြီလားနေရာတကာ VIP တွေကအများများနေပြီကျွန်တော်ဟိုတလောကလေမြန်ကွင်းမှာနိုင်ငံသားပြန်လာတော့ကျွန်တော်တန်းစီပြီးတော့လူမှုကြီးကြပ်ရေးမှာကျွန်တော်မတ်တက်ရက်နေပါတယ်ရက်နေတဲ့အချိန်မှာကျွန်တော်နိုင်ငံနာမည်ကြီးတထေးကြီးတယောက်ပေါ့ဗျာနာမည်ကြီးတထေးကြီးတယောက်ကရောက်လာပါတယ်ရောက်လာတဲ့အချိန်မှာဘာမှတန်းစီစရာမလိုဘဲနဲ့သူကဟိုဘက်ကလူမှုကြီးကြပ်ရေးကိုဖြတ်ပြီးတော့ထွက်သွားပါတယ်အဲ့တော့ကျွန်တော်ကတော့တန်းစီနေကြည့်နေတဲ့အချိန်မှာသူ့ရုံးကမိန်းကလေးနှစ်ယောက်ကပြပြနဲ့သူ့ passport ကိုလူမှုကြီးကြပ်ရေးကိုပေးပါတယ်အဲ့မဲ့ passport ရဲ့အောက်မှာလဲစာရေးတိတ်ကပါသွားပါတယ်အဲ့တော့လူမှုကြီးကြပ်ရေးကအားလုံး passport ကတော့ထွက်သွားပြီသူကတော့ထင်မှာပေါ့ဗျာငါသည်အင်မတန်အရေးကြီးသောပုဂ္ဂိုလ်ဖြစ်သည်မင်းတို့ငါတန်းစီကြလည်းမလို့ငါ VIP ဟောဒီမှာဖြတ်ထွက်သွားပြီဒါပေမဲ့ तू ကမရှက်တာဗျဗမာမှာလည်းစကားပုံရှိတယ်ယူသူမရှက်မြင်သူရှက်ဆိုကျွန်တော်ကတော့ရှက်တယ်ဘာရှက်တာလဲအဲ့ဒါဘာတန်ဖိုးမှမရှိဘူးဗျတကယ်တော့ तू က VIP ဆိုပြီး तू ဘလောက်ပဲထွက်သွားပြီမလို့တန်းစီနေတဲ့လူတွေကို तू စော်ကားတာတန်းစီနေတဲ့လူတွေအခွင့်အရေးကို तू ကစော်ကားတာတိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာဒါမျိုးတွေမရှိပါဘူးဒါဩစတြေးလျနိုင်ငံဖြစ်ပါတယ်ဩစတြေးလျနိုင်ငံမှာလည်းအခုလိုနိုင်ငံသားတွေတနိုင်ငံသွားရင်နိုင်ငံသားပေါင်းလို့သိပါတယ်အခုလိုလူဝင်မှုကြီးကြပ်ရေးမှာတန်းစီပြီးဖြတ်ပြီးဝင်ရပါတယ်ကျွန်တော်ခုနကပြောခဲ့တဲ့နယူးဇီလန်နိုင်ငံဝန်ကြီးချုပ်အဲ့ဒီဩစတြေးလျနိုင်ငံသူတို့နိုင်ငံသိပ်နီးပါတယ်နိုင်ငံယူရီးယားနဲ့ကျွန်တော်ဗမာပြည်လိုပဲအဲ့ဒီနိုင်ငံကိုသူ့ရဲ့ကိုရေးကိုယ်တာကိစ္စနဲ့သွားပါတယ်အဲ့ဒီအချိန်မှာသူကဒီလိုတန်းစီပါတယ်တန်းစီတဲ့အချိန်မှာသူ့ရဲ့ဝန်ကြီးချုပ်ဆောင်အောင်ဘာမှမယူပဲသွားပါတယ်ဘာလို့သူ့ကိုယ်ပိုင်ကိစ္စဖြစ်နေလို့ပါသူ့ရဲ့ကိုရေးကိုယ်တာကိစ္စဖြစ်နေလို့ပါအဲ့ဒီအချိန်မှာသူ့ကိုကျွန်တော်ရဲတွေကမတင်ငါလို့ဆိုပြီးတော့ဆွဲပြီးတော့စစ်ပါတယ်မတင်ငါစားဖြစ်နေဖြစ်မှာပေါ့ဗျာဝန်ကြီးချုပ်ဆိုတော့ခါတိုင်းကသူကအဆောင်ရောင်နဲ့သွားတာအခုတော့သူကအဆောင်ရောင်မယူပဲသူတယောက်တည်းသွားတယ်ဆိုတော့ဘယ်လိုဖြစ်နေလဲတော့မသိဘူးပေါ့သူ့ကိုခေါ်စစ်ပါတယ်အဲ့ဒီအကြောင်းကိုနယူးဇီလန်ကနေပြီးတော့သူတို့ရဲ့သတင်းစာထဲမှာအကြီးအကျယ်ရေးပါတယ်ဩစတြေးလျနိုင်ငံဟာငါတို့ရဲ့ဝန်ကြီးချုပ်ကိုစော်ကားတယ်ဘယ်နဲ့ငါတို့ဝန်ကြီးချုပ်ကဝန်ကြီးချုပ်ဆောင်ရောင်တော့မယူဘဲနဲ့တန်းစီပြီးတော့ဒီထဲကိုဝင်ဖို့လုပ်နေတဲ့အချိန်မှာမင်းတို့ငါတို့ဝန်ကြီးချုပ်ကိုဘာဖြစ်လို့ဒီလိုခေါ်စစ်ရလဲဩစတြေးလျနိုင်ငံကပြန်ပြီးတော့သတင်းစာထဲမှာရေးပါတယ်ငါတို့နိုင်ငံဝန်ကြီးချုပ်မင်းတို့နိုင်ငံကိုလာပြီးတော့ကိုရေးကိုတာကိစ္စလာခဲ့ရင်လည်းမင်းတို့ဝန်ကြီးချုပ်လိုပဲတန်းစီပါမယ်မင်းတို့ဝန်ကြီးချုပ်လိုပဲငါတို့ကိုခေါ်ထုတ်ရင်လည်းကြီးကြီးပြူပြူအစ်စ်ခံပါမယ်လို့ပြန်ရေးပါတယ်နယူးဇီလန်လည်းပါးစပ်ပိတ်သွားပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့ဟာတိုးတက်ဖွံ့ဖြိုးနေတဲ့နိုင်ငံတွေမှာလူတွေဟာတန်ဖိုးရှိတဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါတယ်ဥပဒေကိုလေးစားကြတယ်လူသားချင်းတယောက်နဲ့တယောက်စာနာကြပါတယ်နောက်တစ်ချက်နံပါတ်4အချက်ကတော့ခင်ဗျားတို့ဟာတကယ်တန်ဖိုးရှိတဲ့ဘဝကိုပိုင်ဆိုင်နေတယ်ဆိုရင်တဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးဖို့အရေးကြီးပါတယ်ဒါကျွန်တော်တို့နိုင်ငံကတစ်လုံးနေနိုင်ငံသားကိုတင်နေတာပါတနေ့ကိုဒီလိုတစ်အလုံးပေါင်းမြောက်များစွာကျွန်တော်တို့နိုင်ငံနဲ့နိုင်ငံသားကိုပို့ခံနေရပါတယ်ဒီတစ်လုံးအရွယ်စားလေးကိုခင်ဗျားတို့မှတ်ထားပါအဲ့ဒါကျွန်တော်မှော်ဝီမှာရှိတဲ့ကျွန်းဆိုင်ခင်းကိုကျွန်တော်ဓာတ်ပုံတော့ရိုက်လာတာပါ1988ခုနှစ်ကစိုက်ခဲ့တဲ့စိုက်ခင်းမှာ88ဆိုတော့80နဲ့ကျွန်တော်တို့ကပြန်ကြည့်မယ်လို့ဆိုရင်20ဒီဘက်ကို12နှစ်ဟိုဘက်က2နှစ်ထပ်ပေါင်းရင်အားလုံးပေါင်း30နဲ့ဘယ်နှစ်ရှိပြီလဲ34နှစ်ရှိတဲ့ကျွန်းပင်ပါခင်ဗျားတို့ကြည့်လိုက်အရွယ်အစားကိုဒီကျွန်းပင်အရွယ်အစား34နှစ်ရှိရလို့ဆိုရင်အဲ့ဒီတစ်လုံးရဲ့အသက်ဘယ်လောက်ရှိမလဲခင်ဗျားတို့မှန်းကြည့်ဘယ်လောက်ရှိမလဲ60 90ရှိနေပြီပေါ့
စစ်လုံးကြီးတွေနိုင်ငံခြားကိုအလုံးလိုက်ပို့နေတာကိုမြင်ရတဲ့အခါတိုင်းကျွန်တော်ရင်ထဲမှာကျွန်တော်ရဲ့အဖိုးတွေအဖွားတွေကိုပို့နေတယ်လို့ကျွန်တော်ခံစားရတယ်ဒီကိစ္စကိုကျွန်တော်တောက်လျှောက်ကျွန်တော်ပြောနေတာပါကျွန်တော်တစ်တော်ကြီးကဝင်းဌာနနဲ့တွေ့တော့လည်းကျွန်တော်မေးတာပဲဝင်းကြီးဘယ်တော့ရက်မှာလဲကျွန်တော်2014ခုကြာရင်တစ်တွေအလုံးလိုက်မပို့တော့ပါဘူးတဲ့ဝင်းကြီးရဲ့လို့ပို့စရာလည်းမလိုတော့ဘူးလေလို့ဘာမှမကြံတော့ပဲလို့နော်အဲ့တော့အခုကျွန်တော်တို့ကပြောပါတယ်တရားမဝင်တစ်ခုတ်တယ်တရားမဝင်တစ်ခုတ်တယ်ကဘာပေါ်မှာအခေါ်အဝေါ်အပြောအဆိုတွေပြောင်းသွားပါပြီတရားမဝင်သစ်ခုတ်တယ်ဆိုတာလိုင်စင်မဲ့သစ်ခုတ်တာကိုပြောတာမဟုတ်ပါဘူးတရားမဝင်သစ်ခုတ်တယ်ဆိုတာအဲ့ဒီသစ်ပင်ကိုခုတ်ပြီးတော့အဲ့ဒီဒေသမှာရှိတဲ့လူတွေရဲ့အကျိုးကိုမလုတ်ဖဲမဲ့သစ်ပင်ကိုခုတ်ရင်အဲ့ဒါတရားမဝင်သစ်ခုတ်တာပဲအဲ့ဒါတကဘာလုံးမှာဒီအတိုင်းကျွန်တော်တို့လက်ခံထားပါတယ် illegal logging တရားမဝင်သစ်ခုတ်တယ်ဆိုတာလိုင်စင်ကင်သစ်ခုတ်တာမဟုတ်ဘူးဗျလိုင်စင်မရှိတဲ့သစ်ခုတ်တာမဟုတ်ဘူးမော်လမြိုင်ဖြင်းဘေးမှာပတ်ဝန်းကျင်မှာရှိတဲ့သစ်တောတွေကိုခုတ်ရင်အဲ့ဒီတစ်တော်ရတဲ့ဝင်ငွေကမော်လမြိုင်မြို့လူမျိုးသားတွေဖွံ့ဖြိုးရေးအတွက်ပဲဖြစ်ရမယ်အဲ့ဒါကမှတရားဝင်တစ်ခုတ်တာဒါကြောင့်မလို့လိုင်စင်နဲ့ကင်ပြီးတစ်ခုတ်လဲခင်ဗျားတို့ဒီဥစ္စာတွေအားလုံးဟာတရားမဝင်လို့ပဲကျွန်တော်တို့ပြောရလိမ့်မယ်ကျွန်တော်တို့တစ်ပင်တွေကိုဒီလိုအလုံးလိုက်မပို့ခဲ့ဘူးလို့ဆိုရင်ဒီအလုံးလိုက်ပို့နေတဲ့နိုင်ငံကလူတွေကျွန်တော်တို့နိုင်ငံမှာလာပြီးတော့ပရိဘောဂစက်အုံတွေထောင်ရပါလိမ့်မယ်မော်လမြိုင်မှာပရိဘောဂစက်အုံတွေလာထောင်ရင်ကျွန်တော်တို့မော်လမြိုင်လူတွေအလုပ်ရမှာဖြစ်ပါတယ်မော်လမြိုင်မျိုးကြီးတွတ်တက်မှာဖြစ်ပါတယ်ဒီလိုအလုံးလိုက်ပို့နေရင်တော့တစ်ဆိုတာအကုန်လုံးတန်ဖိုးရှိတယ်လှစာမဟုတ်အောင်တန်ဖိုးရှိပါတယ်နော်ဒါကြောင့်မလို့ဒါလေးလည်းပဲသဘာဝပတ်ဝန်းကျင်ကိုလည်းယူဆိုင်ကြပါချစ်ကြပါလို့ကျွန်တော်မှားချင်ပါတယ်သဘာဝပတ်ဝန်းကျင်ကိုချစ်မှခင်ဗျားတို့ရဲ့ဘဝတွေကတန်ဖိုးရှိပါလိမ့်မယ်ဒါကျွန်းဆိုင်ခင်64ရဆိုင်ခင်မှာဒါအားလုံးသိပါတယ်အင်းလေဖောင်တော်ဦးဖျားပါအင်မတန်မှကျွန်တော်တို့ဖောင်တော်ဦးဖျားခုလိုရေတွေပြည့်ပြီးတော့အင်မတန်မှကြည်နူးဝယ်အင်မတန်မှတပ်ပယ်တဲ့ဖောင်တော်ဦးဖျားဖြစ်ပါတယ်သို့တော်လည်းပဲရှမ်းပြည်နယ်မှာတစ်တွေအရန်ခုတ်တယ်ဆယ်တွေအရန်ဆောက်တယ်ရေဝေကြီးလဲတွေပြောင်းလာတဲ့အခါမှာအင်းလေးကံဟာနှွေးဆိုရင်အခုဒီလိုဖြစ်လာပါပြီနောက်ဆိုရင်အင်းလေးကံနှွေးဆိုရင်သွားတော့ရတော့မယ်မထင်ပါဘူးဒါကျွန်တော်တို့ AR မြစ်ရဲ့ကျွန်တော်တို့အညာဒေသတွေမှာ AR မြစ်ဘေးမှာကျွန်တော်တို့ရွှေတူးနေတာတွေဖြစ်ပါတယ်ခင်ဗျားတို့စဉ်းစားကြည့်ပါဗျာမော်လမြိုင်မြစ်ရဲ့ဘေးမှာဒီလိုရွှေလာတူးမယ်ဒီလိုဖြစ်ကုန်ရင်ဘာဖြစ်မလဲဘာရောမော်လမြိုင်မြို့ကကံကောင်းပါတယ်ကျွန်တော်ကြည့်လိုက်တဲ့အခါမှာသဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ဒီလောက်ကြီးစူးစူးရွာရွာအထိကိမခံသေးပါဘူးထိခိုက်မခံသေးဘူးဆိုတာလည်းနောက်တစ်မျိုးစဉ်းစားလို့ရတာတော့စီးပွားရေးသမားတွေမလာသေးဘူးလို့လည်းပြောလို့ရပါတယ်အခုဒီမှာကြည့်ပါဘယ်တော့တောင်ကျွန်တော်ပျက်စီးနေပြီလဲဆိုတာဒါကျွန်တော်တို့ဗိတ်ကျွန်းစုမှာရှိတဲ့တဏ္ဍာကြောက်တန်းတွေဖြစ်ပါတယ်ငါးတွေအင်မတန်မှလှပါတယ်ဒါပေမဲ့အဲ့ဒီမှာအခုလိုမိုင်းခွဲပြီးတော့ဖမ်းဆီးတယ်ကိုချင်းစာစိတ်မရှိဘူးစာနာစိတ်မရှိဘဲနဲ့ဘသူသေးသေးငတေမှာပြီးတော့ငါးခွဲဖြစ်စီရတဲ့ကြောင့်ဒီနေ့တဏ္ဍာကြောက်တန်းတွေကဒီလိုပုံတွေဖြစ်ကုန်ပါပြီနော်တော်တော်ကြီးကိုကျွန်တော်တို့ပျက်စီးကုန်ပါပြီနောက်ဆုံးအချက်ကတော့တန်ဖိုးရှိတဲ့ဘဝကိုပိုင်ဆိုင်ရင်သူများကိုကူညီပါလူတွေကိုကူညီပါလူရဲ့လို့ဖြစ်လာရင်လူသားရဲ့ကောင်းကျိုးမှမလုပ်ရင်လူဖြစ်ရကြိုးမနှက်ပါဘူးလူဘဝမှာလူရဲ့လို့ဖြစ်လာရင်လူသားကောင်းကျိုးကိုကျွန်တော်တို့လုပ်ဖို့အရေးကြီးပါတယ်ကမ္ဘာကျော်ခေါင်းဆောင်ကြီးဖြစ်တဲ့အိန္ဒိယဂန္ဒီအိန္ဒိယဂန္ဒီဟာဆိုလို့ရှိရင်အိန္ဒိယနိုင်ငံရဲ့ခေါင်းဆောင်ကြီးကျွန်တော်တို့ဖြစ်ခဲ့ပါတယ်အတန်းစားခွဲခြားရေးတွေကိုတိုက်ဖြတ်ခဲ့တဲ့လူဖြစ်ပါတယ်လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့အိန္ဒိယဂန္ဒီဖြစ်ပါတယ်ဘာကိုမှမမဲ့မောတဲ့အိန္ဒိယဂန္ဒီဖြစ်ပါတယ်အများကောင်းကျိုးကိုဆောင်ရွက်ခဲ့တဲ့အိန္ဒိယဂန္ဒီဖြစ်ပါတယ်အိန္ဒိယဂန္ဒီပြောခဲ့တဲ့စကားတစ်ခုကျွန်တော်အယမ်းကြိုက်ပါတယ်ဘာကိုမှမလိုချင်ဘသူကိုမှကြောက်စရာမလိုဘူးလို့ပြောခဲ့ပါတယ်ဒါအိန္ဒိယဂန္ဒီပြောတဲ့စကားပါကျွန်တော်တို့ဝင်းသာစရာပါအိန္ဒိယဂန္ဒီရှိခဲ့တယ်လို့အိန္ဒိယဂန္ဒီနဲ့အတူဖြစ်ပြိုင်ကျွန်တော်တို့မှာဗိုလ်ချုပ်ရှိခဲ့ပါတယ်ဗိုလ်ချုပ်ဟာအင်မတန်ရိုးသားဖြောက်မှတ်တဲ့အတွက်ကြောင့်ယနေ့တိုင်ဗိုလ်ချုပ်ကိုမှီတဲ့အာဇာနည်ခေါင်းဆောင်ကျွန်တော်တို့နိုင်ငံမှာမပေါ်သေးတာဖြစ်ပါတယ်သို့တော်လည်းပဲဒါကိုကျွန်တော်တို့ကကျင့်တတ်နေုံနဲ့မပြီးပါဘူးဗိုလ်ချုပ်လိုရိုးသားဖြောက်မှတ်တဲ့ခေါင်းဆောင်တွေကျွန်တော်တို့ပြည်သက်ထဲမှာပေါ်လာဖို့အရေးကြီးပါတယ်
ပရိသတ်ထဲမှာဗိုလ်ချုပ်လိုခေါင်းဆောင်တွေအများကြီးပေါ်လာဖို့ကျွန်တော်တို့အရေးကြီးပါတယ် Nelson Mandela ဟာတောင်အာဖရိကနိုင်ငံရဲ့ကျွန်တော်တို့ခေါင်းဆောင်ဖြစ်ပါတယ်ထောင်ထဲမှာ29နှစ်တိတိကျွန်တော်တို့နေခဲ့ရပါတယ်29နှစ်နေပြီးကျွန်တော်တို့ထွက်လာတဲ့အချိန်မှာအဲ့ဒီအချိန်တော့တောင်အာဖရိကနိုင်ငံကိုလူပြိုတွေကျွန်တော်တို့ကြီးစိုးပါတယ်ဒီလူပြိုတွေဟာအင်မတန်မှစိုးလုံးလို့တော်လို့အဖြူချင်းကတော့မှဒီလူပြိုတွေကိုကြည့်ရရှုံချကြပါတယ်Nelson Mandelaထွက်လာတဲ့အချိန်မှာသူထောင်ထဲမှာ29နှစ်သူနေခဲ့ရပြီမယ်လို့သူထွက်လာတဲ့အချိန်မှာအဲ့ဒီလူပြိုတွေကိုသူခွင့်လွှတ်ခဲ့ပါတယ်အင်မတန်မှခွင့်လွှတ်တဲ့တရားကြီးမားတဲ့ခေါင်းဆောင်တယောက်ကျွန်တော်တို့ဖြစ်ပါတယ်အင်မတန်မှတန်ဖိုးရှိတဲ့ဘဝကိုပိုင်ဆိုင်သူပါကျွန်တော်တို့ဒီနေ့လာပြောမယ်ဦးကျော်လိုက်မင်းပါလို့ခြင်းလဲဒေါ်လာ1000ယူမလားNelson Mandelaနဲ့တွေ့ကြလားဆိုကျွန်တော်Nelson Mandelaနဲ့တွေ့ကြပါတယ်ကျွန်တော်အဲ့လောက်သူ့ကိုကြီးညိုပါတယ်ဒါပေမဲ့ကျွန်တော်တို့မှဝင်းသားစရာပါNelson Mandelaလိုပဲကျွန်တော်တို့နိုင်ငံမှာဒေါ်အောင်ဆန်းစုကြည်ရှိပါတယ်Nelson Mandela 94နှစ်ရှိပါပြီဒေါ်အောင်ဆန်းစုကြည်69နှစ်ရှိပါပြီ69နှစ်ပဲရှိပါသေးတယ်ဒေါ်အောင်ဆန်းစုကြည်အကျဉ်းထဲမှာ15နှစ်နေခဲ့ရပါတယ်ထွက်လာတဲ့အချိန်မှာအားလုံးကိုခွင့်လွှတ်ခဲ့ပါတယ်ခွင့်လွတ်တယ်ဆိုတဲ့စိတ်ဓာတ်ဟာအင်မတန်ကိုကောင်းမွန်တဲ့စိတ်ဓာတ်ဖြစ်ပါတယ်အင်မတန်သဘောထားကြီးပြီးတော့အင်မတန်မြင့်မြတ်တဲ့လူတွေမှလုံနိုင်ပါတယ်ဒါကြောင့်မလို့တန်ဖိုးရှိတဲ့ဘဝကိုပိုင်ဆိုင်ရင်ခင်ဗျားတို့ခွင့်လွတ်တတ်တဲ့စိတ်ဓာတ်တွေမွေးပါလို့ကျွန်တော်ကပြောချင်ပါတယ်ကျွန်တော်တို့ခွင့်လွတ်တတ်ဖို့လိုပါတယ်မတူတဲ့လူတွေအတူတူနေတတ်ဖို့ကျွန်တော်တို့လိုပါတယ်မတူတဲ့အားတွေကိုကျွန်တော်တို့ကစုပေါင်းနေနိုင်ဖို့အရေးကြီးပါတယ်အားနဲ့လူအားကြီးကခွင့်လွတ်ရပါလိမ့်မယ်ဒီလိုပါပဲမေသီလာရှင်ကြီး Mother Teresa ဆိုတာကျွန်တော်တို့ Albania နိုင်ငံသူကြီးတယောက်ဖြစ်ပါတယ်ကာလကတ္တာကိုကျွန်တော်တို့သီလရှင်ဘဝနဲ့ရောက်ရှိလာပြီးတော့ကာလကတ္တာမှာအင်မတန်မှဆင်းရဲနွမ်းပန်းပြီးတော့သေမလို့ဖြစ်နေတဲ့လူတွေအနုယောဂကတ်ဆွဲနေတဲ့လူတွေဆင်းရဲသားတွေကလေးတွေမိဘမဲ့ကလေးတွေအားလုံးကိုနှစ်ပေါင်း40တိုင်ပြုစုစောင့်ရှောက်ခဲ့တဲ့သီလရှင်ကြီးရပ်ဖြစ်ပါတယ်နိုဘယ်ဆုလည်းရခဲ့တဲ့သီလရှင်ကြီးဖြစ်ပါတယ်နိုဘယ်ဆုရတဲ့အချိန်မှာသူရရှိခဲ့တဲ့ US $3,900,000ကိုကိုင်တော့မကိုင်ပဲနဲ့အိန္ဒိယနိုင်ငံရဲ့လူတွေအတွက်ပေးလူခဲ့တဲ့လူဖြစ်ပါတယ်ဒီသီလရှင်ကြီးဟာကမ္ဘာပေါ်မှာတန်ဖိုးရှိတဲ့လူအဖြစ်အားလုံးကနေပြီးတော့ချီးမွမ်းခံရတဲ့မေသီလရှင်ကြီးဖြစ်ပါတယ်ကျွန်တော်တို့ဘာမှမှုစရာမလိုပါဘူးကျွန်တော်တို့မှာမေသီလရှင်ကြီးလို့ပဲကျွန်တော်တို့မှာကိုကျော်သူရှိပါတယ်ကျွန်တော်အလျံလေးစားတဲ့ဦးကျော်သူရှိပါတယ်ဦးကျော်သူနဲ့ပတ်သက်လို့ရိုက်ထားတဲ့ဗီဒီယိုတွေကျွန်တော်အများကြီးတွေ့ဘူးပါတယ်အလောင်းကိုကိုယ်တိုင်ထမ်းဟိုးကျွန်တော်တို့လေတွေကြားတဲ့ကျွန်တော်တဲတွေမှာသွားပြီးအလောင်းကိုကိုယ်တိုင်ကောက်တဲ့လူဖြစ်ပါတယ်အင်မတန်မှကျွန်တော်လေးစားပါတယ်ဒီလိုပါပဲကျွန်တော်တို့တရုတ်ပြည်တစ်ချိန်တော့ကွန်မြူနစ်နိုင်ငံဖြစ်ခဲ့ပါတယ်ဒီတရုတ်ပြည်ကွန်မြူနစ်နိုင်ငံကြီးကိုဒီနေ့တရုတ်ပြည်ချမ်းသာလာပြီးတော့ကမ္ဘာနံပါတ်1နိုင်ငံဖြစ်လာအောင်ပြောင်းလဲမှုတွေလုပ်ခဲ့တယ်ကတိန်ရှောက်ပင်ဖြစ်ပါတယ်တိန်ရှောက်ပင်ဟာ93နှစ်မှာကွယ်လွန်သွားခဲ့ပါတယ်1904ခုမှာမွေးပါတယ်တိန်ရှောက်ပင်တယောက်ပြောင်းလဲခြင်းကြောင့်တရုတ်ပြည်ဒီလိုဖြစ်လာခဲ့ရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းအားငယ်စရာမရှိပါဘူးသမ္မတကြီးဦးသိန်းစိန်ရှိပါတယ်သမ္မတကြီးဦးသိန်းစိန်က1945ခုနှစ်မှာမွေးပါတယ်တိန်ရှောက်ပင်နဲ့42နှစ်ငယ်ပါတယ်ကျွန်တော်တို့ဘာကုန်ယူရမှာလဲကမ္ဘာပေါ်မှာရှိတဲ့ခေါင်းဆောင်ကြီးတွေလို့ကျွန်တော်တို့နိုင်ငံမှာခေါင်းဆောင်တွေထူးခြားတဲ့ခေါင်းဆောင်တွေအများကြီးရှိပါတယ်အဲ့တော့ခေါင်းဆောင်တွေအတွက်ကကျွန်တော်တို့ကပူစရာမလိုတော့ဘူးကျွန်တော်တို့ပူရမှာကျွန်တော်တို့တွေကိုကျွန်တော်တို့ပူဖို့အရေးကြီးတယ်ခင်ဗျားတို့ကိုခင်ဗျားတို့ပူဖို့အရေးကြီးတယ်ခင်ဗျားတို့ရဲ့ဘဝတွေတန်ဖိုးရှိတဲ့ဘဝတွေဖြစ်လာဖို့အရေးကြီးတယ်ဒါကြောင့်မလို့ပတ်စံချမ်းသာခြင်းနဲ့ကျွန်တော်လက်ခံပါတယ်ဒါပေမဲ့လို့တန်ဖိုးရှိတဲ့ဘဝကိုလည်းတပတ်အတူတူပိုင်ဆိုင်အောင်စူးစမ်းစေချင်ပါတယ်လူတိုင်းကပတ်စံချမ်းသာတဲ့အချိန်ကျမှတန်ဖိုးရှိတဲ့ဘဝကိုလိုချင်လို့လိုက်ဝယ်လို့ရှိရင်ပတ်စံတွေအများကြီးဒီနေ့ပေးပြီးတော့တန်ဖိုးရှိတဲ့ဘဝတွေကိုဝယ်နေတာခင်ဗျားတို့တွေ့ပါလိမ့်မယ်နော်ဒါကြောင့်မလို့တန်ဖိုးရှိတဲ့ဘဝကိုပိုင်ဆိုင်အောင်စူးစမ်းပါတန်ဖိုးရှိတဲ့ဘဝကိုပိုင်ဆိုင်ခြင်းအပြင်ကျွန်တော်တို့နိုင်ငံချမ်းသာလာမှမလွဲပါဘူး
မိခင်ကပဲကျွန်တော်စာပေချစ်သူနဲ့ပြောတဲ့အခါမှာမော်လမြိုင်မြို့အကြောင်းမေးပါတယ်ကျွန်တော်ကလောင်းမလားမော်လမြိုင်မြို့ကနောက်9နှစ်မှာအင်မတန်မှထွန်းကားတဲ့မြို့ကြီးဖြစ်လာလိမ့်မယ်ချမ်းသာတဲ့မြို့ကြီးဖြစ်လာမယ်ကျွန်တော်လုံးဝယုံတယ်သို့တော့အဲ့ဒီချမ်းသာမှုကလူတစုလက်ထဲကိုရောက်မသွားဖို့အရေးကြီးတယ်မော်လမြိုင်မြို့ကတော့ချမ်းသာပါရဲ့မော်လမြိုင်ကလူတွေကတန်ဖိုးမရှိဘူးလို့ပြောတာမခံနိုင်ပါနဲ့တန်ဖိုးရှိတဲ့လူတွေဖြစ်အောင်ကြိုးပမ်းပါတန်ဖိုးရှိတဲ့ဘဝကိုပိုင်ဆိုင်ရတာလည်းဘဝမှာအမြတ်ဆုံးဖြစ်ပါတယ်လို့ပြောချင်ရင်းနဲ့ကျွန်တော်ရဲ့ဟောပြောချက်ကိုဒီနေရာမှာရက်ချင်ပါတယ်ဆရာဦးသာကနာကြီး3မိနစ်လောက်ကျွန်တော်ကိုအချိန်ပေးပါဘာလဲလို့ပြောရင်ကျွန်တော်ကိုမင်းကုန်းနေမေးပြီးတော့ကျွန်တော်ကိုအဲ့ဒီမင်းကုန်းနေတဲ့အတူတချင်းနေတောင်းရတဲ့အခါမှာအကောင်းဆုံးတချင်းဟာဘာတချင်းလဲလို့ပြောလိုက်ရင်အတောင်းဆုံးတချင်းဟာမျိုးကြီးရဲ့ရိုးရှင်းတဲ့ဘဝဖြစ်ပါတယ်မော်လမြိုင်ကတောင်းတာပါဒါကိုကြည့်လိုက်လို့ရှိရင်မော်လမြိုင်ကလူတွေကရိုးရှင်းတဲ့ဘဝကိုမက်မောတယ်ဆိုတာသိကြပါတယ်ဒါကြောင့်မလို့ရိုးရှင်းတဲ့ဘဝကိုပိုင်ဆိုင်တဲ့အတူတူတန်ဖိုးရှိတဲ့ဘဝကိုလည်းပိုင်ဆိုင်အောင်ကြိုးစားစေချင်ပါတယ်ကျွန်တော်ရိုးရှင်းတဲ့ဘဝလေးနဲ့ကျွန်တော်လက်ဆောင်လေးပေးခဲ့ပါမယ်ခင်ဗျာတယောက်ထဲနဲ့တနေ့ကုန်ဆုံးကြည်စံကြီးလောက်ကြတယ်ငါလေးရှိစရာမနဲ့ပြန်အားပြေးချခြင်းတယ်အနေအောင်ကြီးမဟုတ်လေပဲအကျဲစင်လောက်တော့ငါရဲ့လက်တကတွေ့အကိုတဆွမ်းလောက်အလီရောက်အနှွေးတပေးခဲ့တယ်ရွှေဝင်နဲ့ကိုပင်ရတော့မရှိလဲနေနိုင်ပါတဲ့တလုံးအလိုအဆုံးကဘဝကိုအရိုးသားဆုံးနေဖို့အနာကြီးစကံများကရှာပါလို့လေအကိုဘဝကိုစိတ်ချနေလိုက်ရုပ်စလုံးနဲ့ဘဝကကောင်းဆုံးမို့တယောက်ထဲလေတနေ့ကုန်ဆုံးကြည်စံကြီးလုံးကြတယ်ငါလေးရှိစရာမနဲ့ပြန်အားပြေးချခြင်းတယ်အနေအောင်ကြီးမဟုတ်လေပဲအကျဲစင်လောက်တော့ငါရဲ့လက်ကတွေ့အကုန်တဆွမ်းလောက်လီအောင်အနှွေးတပေးခဲ့တယ်ရွှေငွေနဲ့ကုန်နေတော့ရှိလဲနေနိုင်ပါတဲ့ကလုံးအလုံးအစုံကဘဝကိုအယောသာဆုံးနေဖို့နာရီစက္ကန့်များကရှာပါလို့လေအကုန်ဘဝကိုစိတ်ချနေလိုက်ရုပ်စလုံးနဲ့ဘဝကကောင်းဆုံးမို့ရွှေဝဲနဲ့ကိုပင်တော့မရှိလဲနေနိုင်ပါတဲ့ကျွန်တော်တို့တလားမှာရည်လူခဲ့ကြတာပါကျွန်တော်မတန်ဆွမ်းချောင်းမှာကျွန်တော်ရုံးအဖွဲ့တွေသွားပြီးတော့ကျွန်တော်လှူခဲ့ကြတာပါဘိုးဘရိတ်တာမှာကျွန်တော်လှူခဲ့တာပါကျွန်တော်တို့သီလရှင်ချောင်းမှာကျွန်တော်စာသင်ပေးခဲ့တာပါခင်ဗျာကျွန်တော်တစ်ပင်စိုက်ခဲ့ကြတာပါအားလုံးအထူးပဲကျေးဇူးတင်ပါတယ်